ရွယ်ပြီးကျွန်တော်ကိုငယ်စဉ်ကလေးကကျွန်တော်ကိုသင်ခန်းစီးပေးခဲ့တယ်ဒီเจ้าမှာကျွန်တော်နေထိုင်ချင်းချင်းလာတယ်ညာနဲ့ပရိစ္ဆေရတယ်ပရိမစိတ်ကိုမြင်ရရိုက်တယ်ကျွန်တော်ကလေးဘဝမှာဆိုတော့ဆော့ချင်တာပေါ့ဒီတိုင်းနဲ့ကာရဏပေါ်မှာချင်းချင်းစီကျွန်တော်လူမျိုးကိုယ်ရတဲ့အစီပေါ့နော်အောက်တဲ့အစီတိုင်းမှာကျွန်တော်လူထွက်ပြီးတော့မှခရစ်တော်ကိုယုံကြည်ကြောင်းနဲ့အဲ့မတိုင်နဲ့ဘုရားဘာသာပေါ်မှာဆိုကျွန်တော်ပုံရိပ်ရောက်တိုင်းကျွန်တော်ဒီလာပေးတယ်ငါးပါးဒီလာကိုကျွန်တော်ပေးတယ်ဒါပေမဲ့ငါးပါးဒီလာကိုကိုယ်တိုင်ပေးတော်ညာလည်းပဲငါးပါးဒီလာကိုယ်တိုင်ကျွန်တော်ဘာသာဒီဘာသာဝရဏိတိပါဘရမာရီယာမင်းသူများအတန်မတတ်ပါဘူးလို့အမဘန်းလေးခံပြီးတော့ညာလည်းပဲညာတိုင်းကျွန်တော်ဒီမှာတရားထိုင်ပရိစိတ်လုပ်နေတဲ့နေရာမှာကျမိုးကြိုက်တဲ့ကျမိုးတော့သီးမခံနိုင်ဘူးဘုံကြီးမသိအောင်ရေရွေးတက်ဖို့ယူပြီးတော့ကျွန်တော်တို့လောင်းချကျမိုးတွေတက်မှာထိုင်တရားထိုင်ဒီစိတ်ကိုပေါင်းတာအဲ့တော့ကျွန်တော်တို့ကတကယ်ပဲသူများအသက်ကိုတက်ပြီးမှကိုလွတ်ရနိဗ္ဗာန်ဆိုတဲ့နေရာကိုရှောက်နိုင်ရမယ့်လမ်းကြောင်းပေါ်မှာကျွန်တော်တို့ကရှောက်နေခဲ့တဲ့နေရာကြီးမှာကျွန်တော်ကိုယ်တိုင်ကဟုတ်လားဒီဝိညာဉ်ကိုချုပ်ထားရပေမဲ့တိနာနဲ့ငါမပြည့်စုံသေးလို့ဒီပါလားဆိုတာကိုတိလာတဲ့အခါတန်လျာကဘလို့မြောက်နိုင်မှာနားလဲလားသူများကိုကျွန်တော်တိလာပေးနိုင်တယ်ဒါပေမဲ့ကိုယ်တိုင်တိလာမလို့နိဗ္ဗာန်ရောက်ကြောင်းတရားကိုကိုယ်တိုင်ဟောနိုင်တယ်ဒါပေမဲ့ကိုယ်တိုင်နိဗ္ဗာန်ကြောင်းမယ်ဆိုတာကမသိခဲ့ဒီနေ့မှာကျွန်တော်ပါဆက်သွားတယ်နောက်ဆုံးအနိမသာမဏမြင်မြင်သိကြတဲ့အခါမှာဟောပဲသွားတယ်အဲ့ဒါတော့တရားလာမလို့ဟာဦးစင်ရောဦးစင်တွေပဲသွားမှာအမင်းကဦးသေးချင်တာလားပါမာရီလာမင်းနေတာတောင်းတော့တဲ့အခါမှာမေးပြီးတော့ဘုံပြရတယ်မချက်သူကိုယ်တိုင်တော့မှနိဗ္ဗာန်ရောက်ကြောင်းတရားဟောတတ်ပြီမဲ့သူကိုယ်တိုင်တော့နိဗ္ဗာန်သွားမယ်ဆိုတာမသိတဲ့နန်းကြီးဖြစ်နေတော့ကျွန်တော်တို့ဘဝမှာတကယ်တော်တော်လေးကျွန်တော်သိချင်းတရားနဲ့ဆိုင်တဲ့အရာကိုကျွန်တော်စဉ်းစားလာကျွန်တော်စဉ်းစားနဲ့တရားမှကြောက်ခေါင်းထဲမှာတော့ချိန်ထားတယ်ငါဒီဧကမုချတရားပြီးအချိန်ပိုင်းသာလို့တော့ဒီစာရုပ်ကိုကြည့်ပြီးတော့သိချင်းတရားကိုမျက်ရှိမှတ်နေတယ်ကျွန်တော်တို့ရဲ့ဘဝပဲဒီစိတ်တရားထိုင်ပြီးတော့မှဒီတရားတွေကိုကျွန်တော်တို့ကငြိမ်းအောင်တေမာလို့သိတယ်တေဖို့အတွက်တရားကျင့်ကြတေချင်းအတွက်ကောင်းရလားဖို့အတွက်ဒါကိုပြင်ဆင်နေရလုံးနိုင်သလားလို့မေးလို့ကျွန်တော်မလုံးနိုင်မလုံးတတ်တာဘာလို့မလို့ကြားတော့ပြခဲ့ရတယ်လူဘဝခဏပဲကြားခဲ့ရတဲ့လူဘဝမှာဖျားကိုရှာတွေ့ဆုံးရှုံးနေလို့တော့ကျွန်တော်ရှာတွေ့တယ်တရားပဲရှာတွေ့တယ်တဲ့အတွက်ဘုရားဘာသာမှာဖျားမရှိတော့ကျွန်တော်ကိုယ်တိုင်ကဗမာလူမျိုးဖြစ်တဲ့အခါမှာကျွန်တော်မှတ်ပုံနဲ့ကံကနာဗမာဗုဒ္ဓဘာသာဆိုပြီးအမြဲတမ်းကျွန်တော်တို့ဗမာလူမျိုးတွေကလက်မထောင်တကယ်တမ်းကျတော့ဗမာလည်းဗုဒ္ဓမဟုတ်ဖလည်းဗမာမဟုတ်ကျွန်တော်တို့ဗမာတိုင်းပြည်ကပြုလို့ဘုရားမရှိဘူးကျွန်တော်မြန်မာပြည်ပဲဘုရားမှလည်းမဟုတ်သူများနိုင်ငံဘုန်းနဲ့ဘုရားကြီးကိုကျွန်တော်မြန်မာနိုင်ငံသားတွေဘုန်းကိုတာကျွန်တော်မြန်မာလူမျိုးများကအထူးသဖြင့်အတ္တမမာနရှိပြီးတော့ငါဗမာဗုဒ္ဓဆိုပြီးလက်မထောင်တယ်တကယ်လို့သိရင်ဘယ်သွားမလဲဆိုတာတန်လျာကမလွတ်မြောက်နိုင်တဲ့လမ်းကြီးရှောက်နေရမှာလည်းသိတယ်ဒါပေမဲ့တန်လျာကလွတ်မြောက်တဲ့လမ်းကိုမြင်လာလို့မေးလိုက်တဲ့အခါမှာအဲ့ဒီထားခဲ့တဲ့တရားကိုပဲတန်လျာကလွတ်မြောက်ကိုယ်တိုင်ကျင့်မှကိုယ်တိုင်ရတရားရဲ့အထက်မှာဘုရားရှိတယ်ဘုရားကဘောရမမြတ်စွာဘုရားလောကမှာမရှိတော့တဲ့အခါမှာတရားလည်းခြံခဲ့တဲ့တရားကိုကျွန်တော်တို့ကကျင့်လိုက်တဲ့တရားကကျွန်တော်တို့မလုံခြုံမလုံနိုင်ဘူးအဲ့တော့ဒီဘာသာတရားတွေမှာဘုရားလည်းရှာဘုရားမရှိဘုရားကကျွန်တော်ကိုနိဗ္ဗာန်ရောက်ပို့ပေးမယ်လို့လည်းမပြောခဲ့တန်တရားကလွတ်မြောက်ကယ်မယ်လို့လည်းမပြောတန်တရားလဲမယ်လို့လည်းပြောခဲ့ဆိုတော့ဒီတရားတွေမှာကျွန်တော်တို့ကမရှောင်နိုင်မလုံနိုင်တဲ့အခါမှာလုံနေရင်းနဲ့ကိုယ့်ကိုယ်မတတိတော့ဖြစ်လာကိုယ့်ကိုယ်စဉ်းစားတဲ့ငါဟာတဖြည်းဖြည်းနဲ့လွန်နေတာပါလားစဉ်းစားရင်းနဲ့တနေ့မှာကျွန်တော်ဘုံကြီးကပြည့်ရောအာယုစနာကြောက်သွားတယ်လွန်တဲ့အစောအချိန်မှာကျွန်တော်ဦးစင်ခန်းနေတဲ့ဗီဒီယိုလေးတစ်လုံးပြီးသားထောင်တဲ့အခါမှာအရှိများတာမပြီးသေးပြီးတဲ့ပိုင်းလည်းမနေတာမျိုးကနေအတားလို့နေကဲတင်ခြင်းအကြောင်းကိုပြောပြီးတော့မှဟာပြီးတော့နိုင်ငံမှာဘုရားစကွညံပြီးကျွန်တော်ထင်တာဘယ်ဟုတ်လဲပြီးတဲ့ပိုင်းဘုရားကိုကျွန်တော်သိတာအဲ့ဒါနဲ့ဒီဗီဒီယိုကိုနားထောင်နေတဲ့ဘုန်းကြီးကဘာပြောလဲဆိုတော့အဲ့ဒါကလားဘုရားကြီးရှင်းဘုရားလေနားမထောင်နဲ့အဲ့တော့ဗမာဘုရားကိုအဲ့ဒီအားလည်းသုံးခဲ့ရတော့ကျွန်တော်ကစဉ်းစားတယ်တကယ်ဒီဘုရားကလားဘုရားလားအဲ့ဒါနဲ့စာရေးဆက်သွယ်ပြီးတောင်းလိုက်တော့ထင်တဲ့အတိုင်းပဲမုန်းစိတ်ငွေကြီးတဲ့ကလားကိုတော့အဲ့ဒါနဲ့ဦးစင်ဒီယေရှုကကလားလို့လည်းပြောသေးတယ်ဆိုတော့ဘောရမပုံပေါ်ဘယ်လိုရှိလဲဆိုတော့ဘောရမကကလားပဲဖြစ်တယ်ဗျာဘောရမလည်းနိုင်ရုံကန်းနဲ့ထိုင်ပြီးတော့မှသူကရောင်စလုံးတော့ပါလိုက်သေးတယ်ယေရှုကတပင်ဖားရောက်ပုံနဲ့ကျွန်တော်
ပဲကိုမချစ်တဲ့လူနဲ့ပေါင်းသင်းနေတာလည်းဒုက္ခပဲအဲ့ဒါတရားစကားဖြစ်ပါတယ်ကောင်းတာတွေကိုသိတယ်တဲ့မလုံးနိုင်ဘူးအဲ့ဒါဒုက္ခပဲမကောင်းတာတွေကိုသိတယ်မရှောင်နိုင်ဘူးအဲ့ဒါဒုက္ခဒုက္ခဆိုတဲ့ပုံထဲမှာတန်လျာလိုနေနေတာလူကြီးရဲ့ဘဝကမကောင်းတာသိတယ်သိသိနဲ့လုပ်ချင်နေတာဖိစက်ကိုမကောင်းမှန်းသိတယ်မိုးလင်းသွားတယ်တချို့ကိုရီးယားကမကောင်းမှန်းသိတယ်မိုးလင်းသွားတယ်တချို့အမျိုးမျိုးရှိပါတယ်ဆရာကတည်းကလို့တော့ဇာတိတ်ကလေးမို့လို့ဆိုပြီးတရားဟောဆရာကကျမ်းစာကိုကိုင်းပြီးတော့ကျွန်တော်တို့ကထိုင်ဆောင်နေရပြီးတာမှကိုယ်လည်းရောက်အဲ့လိုအိမ်မျိုးဘုရားရှိခိုးကအကြုံမှုလို့ဗျအဲ့တော့လူကပြောနေတာဖိစက်ကိုကြည့်တာလည်းအပြင်းမဟုတ်ပါဘူးဖိစက်ကိုဆွဲတာအပြင်းပေါ်ပြီးတော့တာအပြင်းကိုပေါ်ပြီးဆွဲသွားတာကိုရီးယားကကြည့်တာပြဿနာမရှိကိုရီးယားကဆွဲသွားတာပြဿနာကြောင့်လောကမှာအတ္တဆိုတဲ့အဆွဲဝါဒတွေကိုဖြုတ်နိုင်တဲ့လမ်းကြောင်းကယေရှုဒီမှာမရှိဘူး။တန်ရာကနေလွတ်မြောက်နိုင်တဲ့ဆွဲလန်းနေတဲ့လောကတန်ရဲ့လူတွေကနေလွတ်မြောက်အောင်လုပ်ပေးနိုင်တာယေရှုခရစ်တော်တပါးလည်းရှိတယ်ဆိုတာကိုကျွန်တော်သိလာရတဲ့အခါမှာကျွန်တော်ဘဝမှာဒီရေဒီယိုနားထောင်စာပြီးစာလို့ကျွန်တော်ကစာရေးဆက်သွယ်လာရင်းနဲ့ညရုပ်ကိုတရားဟောဆရာတယောက်ပါဦးစားလာဝင်နဲ့ကျွန်တော်ပြောဇနိုင်းပါတီကွန်ပျူတာတဲ့ကိုတက်ဖို့အတွက်လူတွေအားတော့ဒီမဲ့ first second တာတော့ရောက်နေပြီဆရာမကျွန်တော်အင်တာဗျူးအခုတနေ့လုံးမှာဒီ3ရောက်နေပြီမှာ first second တာကျွန်တော်အရွေးခံရယေရှုကိုကျွန်တော်ကတော့ဆရာမကဘာလို့လဲဆိုတော့ယေရှုကိုယုံနေအရွေးခံရမယ်ဘုရားကျွန်တော်လည်းအရွေးခံရမှာယေရှုကိုယုံပါညီစမ်းနေတာဟုတ်တယ်ကျွန်တော်လည်းရမှယုံနေတာဆရာမကပြောယုံမှရဆိုတော့တမန်တရားနဲ့အမှန်တရားအဲ့ကနေစပြီးတော့ပြောကြတယ်လူရဲ့အမှန်တရားကရမှယုံနေတာပျောက်မှယုံနေတာထိမှလက်ခံနေတာဟုတ်လားတမန်တရားရတော့မဟုတ်ယုံမှဆိုတော့ဟုတ်ပါယုံကြည်ခြင်းအားဖြင့်ကျွန်တော်မျက်မှောက်ပြုပြီးဆူတောင်းနေတဲ့အခါမှာတကယ်အရွေးခံရအရွေးခံရတော့ကျွန်တော်ကြောက်လို့ဖြစ်တယ်ဦးသိဖို့ဆရာဖြစ်လာကြောက်အဲ့ဒီကြောက်လို့ကျွန်တော်မတက်ရတော့ကျွန်တော်အမှုတော်မြတ်ဆရာပါဝင်1989မှာကျွန်တော်ရွေးကောက်ခြင်းခံလာရတယ်ဘုရားသခင်ကလုံးလာပါတယ်တီကျွမ်းနေတဲ့နေရာတွေရောက်ထူးတဲ့နိုင်ငံတွေဘုရားသခင်ပို့ဆောင်ပေးတယ်ဒီနှစ်ထဲမှာကျွန်တော်29ယောက်ကျွန်တော်ဝိညာဉ်တွေကျွန်တော်ဗတ္တိဇံပေးပြီးသွားပြီဘုရားသခင်စိတ်ဝင်စားတာဝိညာဉ်ပဲဖြစ်တယ်ကျွန်တော်တစ်နှစ်မှာလူ25ယောက်တောင်းတယ်25ယောက်တောင်းကျွန်တော်မလေးရှားနိုင်ငံမှာ9နှစ် Full Gospel Assembly Church မှာပါဆရာလုပ်ခွင့်ရခဲ့ဒီနေ့ချင်းတော်တော်များများကျွန်တော်နဲ့ US ကိုဖတ်သွားကြတယ်သူတို့ထဲမှာကျွန်တော်မင်္ဂလာဆောင်ပြရတယ်သူတို့တွေလည်းပါသူတို့တွေဘာလို့လဲဆိုတော့သူတို့ဒီဖခင်ကိုယုံတယ်ဒါပေမဲ့ဖခင်ကိုမကြောက်မိဘူးဆိုတဲ့အရာကိုသူတို့သိတာကျွန်တော်အဲ့ဒီချက်ကိုနေဖခင်ကိုယုံတဲ့လူတွေများတယ်ဒါပေမဲ့ဖခင်မကြောက်အဓိကဖခင်ယုံတယ်ဖခင်ကြောက်တယ်ဆိုတော့ကျွန်တော်အဲထဲမှာကျွန်တော်ဝင်လာခဲ့ပါအဲ့ဒါနဲ့ဘုရားသခင်ကတွင်တင်တဲ့အရာတွေမြောက်များစွာကျွန်တော်သိတော့လာခဲ့ရတယ်ဒီမှာရှိတဲ့ဒီကောင်မောင်မတွေလည်းပဲဒီကနေ့တော့ဘက်တော့ခံယူဖို့ခံစားဖို့ဘုရားသခင်မျက်မှောက်တော်တွေကိုတိုးဝင်လာတဲ့အခါမှာကျွန်တော်ရဲ့သက်သေခံချက်ကတင်းရဲ့နှလုံးသားမှာတစုံတစ်ခုသောအကျိုးကိုတိုးထီပြီးတော့မှဘုရားရဲ့ဘုန်းတော်တာ၍ထင်ရှားနိုင်ပါစေဒီအကြောင်းဒီနေရာကနေပြီးတော့ကျွန်တော်ရှင်းဥစွာသက်သေခံပါတယ်ဟာလေလုယာကျွန်တော်မြန်မြို့မှာနေရောက်လာတဲ့အခါမှာဝင်လာကြပါကျွန်တော်မှသားသမီး2ယောက်ရှိတယ်သမီးကြီးကတော့ဒီနေ့10လောက်ပါပြီညမမှာနေပါတယ်ဒီနေ့နေနဲ့ကျွန်တော်ဇနီးတွေကျွန်တော်အမေတို့ကတော့မြန်ပါပဲရှိပါတယ်ဒီနေ့ကျွန်တော်တမန်များကိုစာငတ်နေတဲ့လူတွေအတွက်ကျွန်တော်ဘက်တော့ပြင်ဆင်လာဒီနေ့လည်းကျွန်တော်ပြင်ပန်းနေမနေ့ကတော့ကျွန်တော်ရောက်တဲ့ပုံမှာပွဲတော်မင်္ဂလာပေးနေတဲ့အတင်းတော်သားပါပေါ်ပြီးပြီအခုညနေပိုင်းတော့ဒီမှာပါအောင်ဝင်ရတယ်ကျွန်တော်မနေ့ကတန်ရုံးမှာဖြစ်ပါတယ်ဟို18ရက်နေ့ကိုကျွန်တော်မလေးရှားနိုင်ငံမှာတလား20နဲ့8ရက်ကြာပြီစင်ကာပူမှာကျွန်တော်10ရက်ကြာဖြစ်ပါတယ်နိုင်ငံစက်တိုက်ဒီဇင်ဘာရက်ဆိုဖီးဗီဇာရပြီအားလုံးသွားလို့ရပါပြီမလေးကနေကျွန်တော်သွားမှာဖြစ်ပါတယ်အောင်မှာ healing and deliverance သင်ခန်းစာကိုကျွန်တော်ပြင်ဆင်လာတယ်ဘုရားဘာသာနဲ့ဆန်တဲ့ဘုရားဘာသာသင်ခန်းစာကိုကျွန်တော်ပါဠိလိုနားလည်ခြင်းတဲ့လူတွေဘုရားဘာသာနဲ့ရှင်တဲ့မိဘုန်းတွေဥချောက်ဘုရားမေးတဲ့မိဘုန်းတွေကျွန်တော် Facebook စာမျက်နှာကိုကြည့်လို့ရပါတယ်ကျွန်တော်ရှင်းထားတာရှိတယ်ကျွန်တော်တရားဟောလေးရှိပါတယ်ချက်ပေါက်ကနေလာပြီးတော့မေးတဲ့သူများစွာကျွန်တော်ချိန်ပြီးဖြေရှင်းရတယ်ခါလျာမှာအဲ့ဒါတွေကခါလျာမှာကျွန်တော်ပိတ်ကိုထားရတယ်အဲ့တော့ဒီမှာရှိတဲ့ညီမောင်မတွေအနေနဲ့တင်ဒီပျောက်ဆုံးသောဝိညာဉ်တွေပဲစိတ်ဝင်စားပြီးတကယ်ပဲကယ်တင်ခြင်းအတွက်ကိုတမန်တရားအမှန်တကယ်လိုအပ်နေသောသူဖြစ်ပါတယ်ဆိုရင်အများနဲ့ဆက်သွယ်နိုင်ပါတယ်ပြင်းပြနိုင်ပါတယ်ကျွန်တော်အခုနိုင်ငံတကာမှာတော့မြန်မာပြည်မှာဆိုရင်ဘေးကျက်စခန်းတွေနေရာအနှံ့မှာတော်တော်များများကျွန်တော်နေစားတွေရောက်ပြီးပြီ
ကျွန်တော်ဘုရားဘာသာရေးတော်များများနေရာတိုင်းမှာဒီချင်းကြီးရတယ်တော်များလာပြီဖြစ်တယ်။တရားကသူပြန်ထွက်လာတဲ့အချိန်မှာသူ့သားသမီးတွေတယောက်တစ်မျိုးစီသုံးနေရှိပါတယ်။ထို့အတွက်ဆရာဆရာမတွေဘုရားဆောင်တဲ့အတွက်အားလုံးမရပြီးတော့ဆူတောင်းခြင်းနဲ့နိုင်ငံတော်အတွက်အမှုတော်မြတ်ကြီးကိုလက်တွဲပြီးတော့သွားကြရအောင်။ကျွန်တော်တို့လှုပ်ဆောင်တော်မူတဲ့ဆူတောင်းတော်သူတွေအလုံးကအရေးကြီးတယ်။ပေးလူတဲ့သူတွေလည်းရှိတယ်။ထို့သောဝန်ထမ်းတာဝန်ကဘုရားရဲ့နိုင်ငံတော်မှာအဓိကမှန်တယ်ဖြစ်ပါတယ်။ဒါကြောင့်ဒီမှာရှိတဲ့ဒီကိုပေါင်းသားတွေအတွက်ဒီနှုတ်ဘတ်တော်ကိုကျွန်တော်သက်ဆောင်ထားခဲ့တယ်။နှုတ်ဘတ်တော်ကိုကျွန်တော်ဖတ်ချင်ပါတယ်။ရှေးဟောင်းတို့ရဲ့ခန်းရှိအငယ်30မှာတမန်တရားကိုလည်းသိကြတယ်။ထိုတရားဒီတင်တို့ကိုလွတ်နေပြီ။ကိုယုံကြည်တော်ယူတာလို့အားပေးတော်မူ၏။ဒုစရိုက်ကိုပြုသမျှသောသူတို့ဒုစရိုက်ကိုရှောင်ဖြစ်၏။ကျွန်ဒီသားအိမ်၌အစဉ်မြဲနေပြီ။ဟောတားမှသာအစဉ်မြဲနေ၏။နှုတ်ဘတ်တော်မှာအခြေပြု၍လွတ်မြောက်ခြင်းဆိုတဲ့ကောင်းခြင်းနဲ့နှုတ်ဘတ်တော်ကိုငါတော့ကျွန်တော်လည်းခဏလေးဆုတောင်းခြင်း။တရှိတော်ဝင်တော်ဖျားကိုရောစကားပြောပါ။ဒီနေ့နှုတ်ဘတ်တော်ကိုပေးပါကိုရော။ကိုရောအတန်တားလို့ကြားချင်တယ်။ကိုရောကိုတားလို့စားခဲ့တယ်ကိုရော။ကျွန်တော်လည်းလုံးသားထဲပါကိုရောထိုးထီတော်ပါ။ယခုကိုရောဝိညာဉ်တော်ဒီတိတ်သေးစွာဒီညမှာကြွားဆင်းလာတဲ့လှုပ်ရှားတော်ပါ။ယနေ့နှုတ်ဘတ်တော်တမန်တရားထဲမှာလွတ်မြောက်ခြင်းစီးဆင်းစေတော်မူပါ။ကောင်းမြတ်ခြင်းကိုခံစားစေပါ။ကောင်းခြင်းတွေလာရရှိပြန်သွားစေတော်မူပါ။အလားနဲ့ပြန်တူတဲ့သုံးတခုသောထိတွေ့မှုကိုတော့တက်တည်ထူတော်မူပါ။ကျေးဇူးပြုတော်မူပါ။တနာတော်မူပါ။ယေရှုခရစ်တော်နာမနဲ့ဆုတောင်းဆက်ခံရတဲ့အစပြုပါမြတ်စွာဘုရားသခင်။အာမင်။သခင်ရှိတော်ကကိုကြွလာအကြောင်းအရာတစ်ချက်ရှိတယ်။အပြစ်ရှိသောသူတို့ကိုကယ်တင်ခြင်းကဤလောကကိုကြွလာတော်မူ၏။ခရစ်စတန်နေပြီဆိုတော့ခရစ်စတန်ဒေသနာတွေဒီနေ့ပြင်ဆင်နေကြပြီ။ကျွန်တော်ဒီဇင်ဘာ22အထိကျွန်တော်ဒီဘက်မှာရှိမယ်ပြန်ရောက်လာမယ်။မြိုင်ရွာတနေရာမုံရွာမှာချင်းကြီးလက်ဘရောင်းတော်ဆန္ဒပြနေတဲ့ချင်းကြီးပိုင်းမှာလူ200ကျော်ရှိမယ်။အရာတော်မှာလူ150ပဲထားပြီ။နေရာ3နေရာပဲကိုကြီးတော်ကဘုရားဘာသာကြီးလို့ပဲ။ခရစ်ယာန်အိမ်မရှိတယ်။သူတို့တွေအကြီးတယ်။မနေ့ကပဲဖြည့်ပြီးတယ်။ရရှိထားတဲ့နေရာကိုလုပ်ရဲဆိုတော့အဲ့ဒီအတွက်ဒီလိုဒီတော့တယောက်ဆုံးတဲ့ဝိညာဉ်တွေဒီ2000နဲ့2016ခုနှစ်ဖြစ်တယ်။ပုံတော့မှာ2019နဲ့မှာတင်ဘယ်လိုအသက်တာနဲ့အသက်ရှင်လဲ။ယေရှုကြွလာဘာအတွက်လဲဆိုတော့တက္ကနာသိစေချင်။ကောင်းကင်ကဘုရားစိတ်ဝင်စားတာလောကမှာရွှေမဟုတ်ဘူးငွေမဟုတ်ဘူး။ကောင်းကင်ဘုံကဘုရားစိတ်ဝင်စားတာဝိညာဉ်ပဲဖြစ်တယ်။ဝိညာဉ်အပေါင်းရဲ့အဖလို့ပြောတဲ့အတွက်ဝိညာဉ်အားလုံးကသူပေးခဲ့တဲ့သူ့ဥစ္စာဖြစ်သောကြောင့်ထိုဝိညာဉ်တို့ကိုထောင်ရဘုရားနှမျောတော်မူ၏။မာန၏လက်ကထိုဝိညာဉ်တို့ကိုအဘယ်ကဲ့သို့ရွေးတော်မူနည်းကိုတင့်ကိုအသုံးပြုခြင်းနဲ့ကျွန်တော်ကိုအသုံးပြုခြင်းပါတယ်။ဝိညာဉ်ရဲ့အတွက်ကျွန်တော်အသက်ရှင်အောင်ပြေးဆိုင်အောင်ချွေးပြန်အောင်ညှိကြရအောင်ထိုဝိညာဉ်ရဲ့အတွက်ဘုရားသခင်ကျွန်တော်တို့ကိုအသုံးပြုခြင်းဒါကြောင့်ဘုရားသခင်စိတ်ဝင်စားတာဝိညာဉ်ဖြစ်တဲ့အတွက်သခင်ယေရှုကိုယ်တော်ရဲ့ကောင်းကင်ဘုံစည်းစိမ်ကိုစွန့်ပစ်ပြီးလောကကိုကြွဆင်းလာတဲ့အကြောင်းအရာနှစ်ချက်တစ်ခါကအပြစ်ရှိသောသူတို့ကိုကယ်တင်ခြင်းကဤလောကကိုကြွလာတယ်။ဒါမှမဟုတ်မာန၏အမှုတို့ကိုပယ်ဖျက်ခြင်းကသားတော်ယေရှုခရစ်တော်ဒီဤလောကနဲ့ပေါ်ထွန်းတော်မူပြီးပယ်ကယ်ဖို့နဲ့ပယ်ဖို့ဖြစ်တယ်။ပထမကပါလေအပြစ်ရှိသောသူကိုကယ်ဖို့ဖြစ်တယ်။နောက်တစ်ခါတစ်ချက်ကပါလေမာန၏အမှုတို့ကိုပယ်ဖို့ဖြစ်တယ်။ယေရှုကကယ်ဖို့နဲ့ပယ်ဖို့နှစ်ချက်ပဲပေါင်းပြီးမှတ်ထားပေးပါ။တင်းအထဲမှာဖြစ်တယ်။သူများကိုလည်းမထိုးမဟုတ်ဘူး။ယေရှုကြွလာတာကျွန်မအပြစ်အတွက်ကယ်ဖို့ဖြစ်တယ်။ကျွန်မအထဲကမာနမှုတွေကိုပယ်ဖို့ဖြစ်တယ်ဆိုတဲ့နှစ်ချက်ကလေးရတဲ့သက်တာလုံးဝပြီ။လူအပေါင်းတို့ဒီတမန်တရားကိုယုံကြည်ခြင်းနဲ့ပဲရက်နေတယ်။ယုံကြည်ခြင်းနဲ့ရက်လို့ဘုရားသခင်ကမချင်တော့ဘူး။ယုံကြည်ရုံနဲ့မပြီးဘူးတမန်တရားကိုသိစေခြင်းကငါမလို့ရှိတယ်လို့ပြောတယ်။တမန်တရားကိုတာပြီးသိဖို့ဘုရားကလိုအပ်တယ်။ကဲတင်ကြီးရပြီးကဲတင်ကြီးရကဲတင်ကြီးတင်တယ်ဆိုတော့မှကျွန်တော်အသိတော်ထဲမှာအောင်းနေကြီးတက်တယ်။ကဲတင်ကြီးတင်တယ်လို့ရှိလိုက်တော့ခရိယန်ကြီးပဲ။ဩကဲတင်ကြီးမရသေးလို့လည်းဒီခရိယန်ကြီးကဲတင်ကြီးတင်တယ်လာတက်တာလားမသိဘူး။ခါတော့ကကျွန်တော်အဲ့လိုတွေးပူပါလေ။ဟုတ်တာပေါ့။ကဲတင်ကြီးမရသေးတဲ့အသိတော်မှာခရိယန်ကြီးလာတဲ့တော့ကဲတင်ကြီးတင်တာပေါ့ဆရာပုံပြီးစိတ်ချတယ်လို့ဆိုတယ်မပါသေးတယ်။ကောင်းပါလေ။လာတက်တာလို့ပြောတော့ကဲတင်ကြီးရမရအသက်ကြီးကြီးမကြီးကြီးရှက်စရာမလိုဘူး။တို့ဘူးကိုင်းနေပေါဖို့စားနေရှက်စရာမလိုဘူး။စားနေတာစားဟုတ်လားစားတယ်နေကောင်းတယ်တကယ်ကြရင်ရပြီဆိုတဲ့စိတ်ချမှုအစစ်ကိုဒီနေ့ကျွန်တော်ပြောချင်ဘူးဘာလို့လဲဆိုတော့ဒီဘေးကွန်းငါးနဲ့စပြီးတော့ကျွန်တော်သွားချင်တယ်နံပါတ်1အာယူဘောနေတင်ဒုတိယဝေချင်းခံပြီးပြီလားအဲ့ဒီအစစ်ကြရင်ဆိုတဲ့အပိုင်းကိုကျွန်တော်သွားတော့ဘူးဘာလို့သွားရင်လည်းမိုးလင်းသွားမှာကျွန်တော်မေးတဲ့မေးခွန်းများလို့
ဖြစ်နေရမှာကျွန်တော်တင်တဲ့မြောက်စေတယ်၃ရက်ပဲကျွန်တော်ပြီးတယ်ဘုရားဘာသာသင်္ကန်းစာလေးကျွန်တော်ရှိတယ်ဒီ deliberate နဲ့ practice သင်္ကန်းစာလေးအခုနံပါတ်1ဘေးဘုံဒီနေ့ညကျွန်တော်ပြောမယ်သင်ဒုတိယဝေချင်းခံပြီးပြီလားโอเคခံပြီးပါပြီသင်ကယ်တင်ခြင်းသူသားပြီးပြီကယ်တင်ခြင်းကိုရပြီးတဲ့အခါမှာတမာတရားကိုသိစေခြင်းကဒါပဲတမာတရားကဘာလို့လဲဒီနေ့ယောရှု30နဲ့မှာထိုတရားကိုလည်းသိကြသဖြင့်ကျွန်တော်တို့ထိုတမာတရားကကျွန်တော်တို့လွတ်မြောက်ခြင်းကိုပေးတယ်တမာတရားဆိုတာဘာလဲယောစလေး6ငါသည်တမာတရားဖြစ်တယ်ယေရှုခရစ်တော်ကသူ့ကိုယ်တိုင်လမ်းခရီးဖြစ်တယ်သူ့ကိုယ်တိုင်တမာတရားဖြစ်တယ်ကျွန်တော်ရေတော့နားလေခဲ့တဲ့ဘုရားကနားလေခဲ့တဲ့နောက်ကလူကဖြစ်တဲ့ဘုရားကကြတော့အဲ့ဒီလိုမဟုတ်သူ့ကိုယ်တိုင်ကလမ်းပြတယ်ဖြစ်တယ်သူ့ကိုယ်တိုင်ကတရားပြတယ်ဖြစ်တယ်ဒီနေ့ကျွန်တော်ရရှိလိုက်တဲ့ဘုရားစကားကြတော့သူ့ကိုယ်တိုင်ကတရားဖြစ်တယ်တမန်တရားဖြစ်တယ်သူ့ကိုယ်တိုင်ကလမ်းကြီးဖြစ်တယ်သူမပါရင်မရောက်ဘူးသူနဲ့သွားမှပဲရောက်တယ်ကျိုင်းတော့ခရစ်ယာန်ပြောကဲနေရင်းနဲ့ဆိုင်ခရစ်တော်ရမှာကဲနေရင်းနဲ့ဆိုင်ကျွန်တော်ခရစ်ယာန်ဖြစ်တာဘယ်နဲ့ရှိပြီဘယ်တော့ပဲပြောခရစ်တော်ရရှိခြင်းမှသာလေကဲနေနဲ့စိတ်ချမှုဆိုတာရတယ်ယေရှုကခရစ်ယာန်ရဲ့ဘုရားမဟုတ်ဘူးခရစ်ယာန်ဘာသာရဲ့ဘုရားမဟုတ်ဒီနေ့ခရစ်ယာန်ဘာသာရဲ့ကိုကျွန်တော်ဝင်လိုက်တာပေါ့လူတွေတော်တော်များများမြန်မှာကျွန်တော်ပြောမင်းဘာမှဖြစ်ပြီးတော့ဗာမယ်ငါတို့ခရစ်ယာန်ဘာသာရဲ့ဝင်သွားတော့ကျွန်တော်ခရစ်ယာန်ဘာသာရဲ့ဝင်တာမဟုတ်ခရစ်တော်ကကျွန်တော်ထဲရောက်လာတာလို့ကျွန်တော်ပြောလိုက်တယ်ပြီးတော့ခရစ်တော်ကျွန်တော်ထဲရောက်လာလို့ကျွန်တော်စိတ်ချဒါပဲဟာဘယ်လိုလုပ်သိနိုင်မလဲကျွန်တော်ဥပမာလေးနဲ့ပြတယ်လက်ဖက်သားရဲ့ဘာအရာလဲပြီးတော့စဉ်းစားတယ်အရင်တော့လက်ဖက်အရင်တော့ကောင်းတယ်လက်နဲ့ချီုံနဲ့အရာသာသိနိုင်မသိနိုင်မျက်စိနဲ့ချီုံနဲ့မြင်နိုင်အမမြင်နိုင်ဘာရှာနဲ့ထိမှာလက်ဖက်တော့တဲ့ဝဲဘလောက်အရာသာကောင်းလဲဆိုတာရှာနဲ့ထိမှာအရာသာဘလောက်ကောင်းလဲဗျာဒီလိုပဲဖျားဘလောက်ကောင်းလဲဆိုတဲ့ထိတဲ့မှုကဝိညာဉ်နဲ့ထိမှာပဲအရာသာသိတာဖြစ်တယ်ဘာလို့လဲဖျားသခင်နာဝိညာဉ်ဖြစ်တော့ကျွန်တော်ထဲမှာရှင်သာနေတဲ့နာဝိညာဉ်ထဲမှာအဲ့ဒီဖျားရလာမှခင်ဗျားရဲ့အင်းရင်စိတ်ချဖို့ဆိုတဲ့အရာသာခံစားရမှာဖြစ်တယ်အဲ့တော့ကျွန်တော်ကထပ်ပြီးမေးဖို့ထပ်ဖို့ကျွန်တော်ကြက်ပေးလိုက်တယ်ခင်ဗျားမျက်စိပိတ်လိုက်တဲ့အခါမှာဘာကိုမြင်လဲလို့ကျွန်တော်ပြောတယ်ဒီကလူတွေဘာမြင်လဲမသိဘူးဒီနေ့ကျွန်တော်ပြောရမယ်ငါပေးတယ်နောက်တစ်ခုမှအဖိုင်းတော့ကဘာလို့လဲဆိုတော့ခင်ဗျားမျက်စိပိတ်ပြီးဒီနေ့ဒီစပီးနဲ့ဒီဘောဆရာလည်းကျွန်တော်လည်းယေရှုအသေးခံခဲ့တဲ့ကရဏီတောင်ကိုကျွန်တော်အာရုံရောက်တယ်အဲ့ဒါစိတ်ကူးရင်လည်းယုံကြည်နေပေါ့ခင်ဗျားကရဏီတောင်ကိုဘယ်ကနေမှမသိဘူးကရဏီတောင်ကိုပဲဒီမှာတော့မသိဘူးစာထဲမှာလာဖတ်ရဆရာမတွေပြောလို့ကရဏီတောင်ကိုကရဏီတောင်ကိုကရဏီဦးကောင်းဖို့အရာဘောဓလို့ပဲဦးကောင်းဖို့အရာဆိုတာရှိတယ်အဲ့ဒီနေရာမှာဟောဗီဒီယိုဇာတ်ကားလေးကြည့်ပြီးတော့အဲ့ဒါကြီးကမြင်နေတာတကယ်လည်းခင်ဗျားရဲ့အထဲမှာသခင်ယေရှုအသေးခံခဲ့တဲ့ကရဏီတောင်ဘောကဒီထဲမှာခင်ဗျားတကယ်သိဖို့အရေးကြီးတာဒီထဲမှာအဲ့ဒီကိုသွားမသိတဲ့လေလက်မှတ်ကိုပြောပြီးသားဖို့ရရှုပ်သေးတယ်ယေရှုကိုတကယ်ရပြီးတကယ်သိရမယ့်အရေးကအထဲမှာနည်းနည်းဖြစ်တယ်အဲ့ဒါလည်းနည်းနည်းစိတ်ချမှုဖြစ်တယ်အထဲထဲမှာတကယ်ရထားသောသူဒီအထဲထဲမှာတကယ်သိထားသောဒုစရိုက်နဲ့ဆိုင်တဲ့အရာတွေအကုန်လုံးသိမယ်ကျွန်တော်တို့ကြုံမယ်သိပြီးပို့ဆောင်တယ်ဒီနေ့ပို့ဆောင်တဲ့ခရီးရဲ့အစင်မှာရှိတဲ့လူတွေမြောက်များစွာရှိတယ်ဘာလို့လဲမထားကြောက်သေးတယ်မထားကြောက်သေးတော့ဘာဖြစ်လဲတေတော့တေပြီးဒါပေမဲ့မထားကြောက်ဘူးခရီးရတော့ပြောတယ်အားလုံးနားလည်တယ်ပါအဲ့ဒီခရီးကပို့ဆောင်တယ်လက်ရိုးထိုးတဲ့ခရီးတွေပါဘာလို့လဲဟိုလူတယောက်လဲသွားပြီဆိုရင်ခဲနဲ့ဝိုင်းပေါက်နေဆိုတဲ့မပေါက်တဲ့ယေရှုကခင်ဗျားကိုခဲနဲ့မပေါက်ဘူးဒီကိစ္စကိုရှိတယ်အတဲ့တော့တခုမှဟာလာဘူးတဲ့လူတယောက်ရောက်လာတယ်ဟာလာဆရာကြီးတစ်ပါးကတော့အောက်ကနေလက်ရိုးဝဲထိုးပြီးခဲနဲ့ပေါက်ဖို့တော့ပဲစဉ်းစားနေတာဟာခရီးမဟုတ်ဘူးခရစ်တော်အထဲထဲမှာရှိတဲ့လူကခဲနဲ့ပေါက်ဖို့မစဉ်းစားဘူးဘယ်လိုပူညီရမလဲဆိုတာကိုစဉ်းစားတယ်ဟာလေလုယာဘယ်လိုဆွဲပေါ်ရမလဲဆိုတာစဉ်းစားတာခရစ်တော်ရဲ့မတော်တာဖြစ်တယ်ရှောင်သွားတာမဟုတ်ဘူးတိတိကျကျနဲ့ရှောင်သွားတာမဟုတ်ဘူးဤဘောကိုတင်ပြီးစိတ်ကူပေးတဲ့လူကခရစ်တော်ရဲ့မတော်တာဖြစ်တယ်အဲ့ဒီမတော်တာကကျွန်တော်အတွင်းထဲမှာဖြစ်ပါတယ်ဒါကြောင့်မျက်စိမိတ်လိုက်တာနဲ့စိတ်ကူးရင်နဲ့ယုံကြည်ခြင်းမျိုးနဲ့မသွားပါနဲ့ကျွန်တော်အခြေထဲမှာခရစ်တော်တကယ်တည်ပြီးခရစ်တော်တကယ်အတူတူရှင်ပြန်ထားရောက်တဲ့အသက်တာဟာမွေးကြံတော်နာမှာဖြစ်ပါဟာလေလုယာနေ့စဉ်အသက်ရှင်နေတဲ့ခဏတက်ရှင်နေတဲ့ခဏဘုရားသခင်မြတ်တဲ့ဘုရားတော်ရှင်တို့ကိုအစဉ်ပူဇော်နေတော့အသက်တာတကယ်ခရစ်တော်နဲ့တူသွားလာတာမလီဘူးအရင်ဘောပါပါရှိတယ်ဒီပညာတွေကိုရှောက်တယ်ခင်ဗျားပညာကခင်ဗျားအလုံးကိုခင်ဗျားအလုံးကျွန်တော်လည်းမဆိုင်ပညာကခင်ဗျားလည်းဆိုင်ပညာရဲ့အရှင်ကကျွန်တော်အထက်မှာရောက်လာတာဖြစ်တယ်ဟာလေလုယာဒီတော့ဘယ်တော့ပဲကြိုးစားမနိုင်
မျိုးယုံကြည်တဲ့လူတွေကိုပါတိဇန်ပေးပါတဲ့ဘုရားသားတော်ရှင်တော်ဘုရားကပါတိဇန်ပေးတို့ယုံကြည်လာတဲ့ယုံကြည်သူတွေရှိရတော့နမိတ်လက္ခဏာဘုံကမွေဆိုးတို့ကိုဖန်ခံရတဲ့တန်တေစီရသောအစိမ်းတော်တို့ကိုတောက်စားရင်ဘေးဥပ္ပန္နကဲလို့ကြတဲ့တန်မွေဆိုးတို့ကိုဖန်ခံကြတဲ့တန်ဟုတ်နတ်ဆိုးတို့ကိုနှင်ထုတ်ကြတဲ့တန်မချမ်းသာသောသူတို့ကိုချမ်းသာပေးကြတဲ့တန်ကဲအစိမ်းတော်လေးကယုံကြည်သူများမိတော်သားတော်နဲ့ရှင်တော်ဘုရားတော်နေရှင်ကပြီးပြီးဘုရားကပြီးပြီးကဲဒီနေ့ရပြီးပြီးယုံကြည်သူတို့နဲ့ဖြစ်ရသောနမိတ်လက္ခဏာဘုံကဘာလဲလဲအားဖြစ်သူတရားပေါက်ရတော့ဘယ်လိုတော့အဝင်ကြီးတော့သူဝိဇ္ဇာကိုသိရင်မပါအင်းကတော့မကြိုက်တယ်လို့ပြောနေကြတာအဲ့တော့ဒီနေ့ကျွန်တော်တို့အဲ့ဒီနှုတ်ဘက်တော်ကိုကြည့်တဲ့အခါမှာလူတော်တော်များများကတက်တယ်ယေရှုကမဖြစ်နိုင်တာပြောထားတယ်ဒီနေ့အဲ့ဒီဖြစ်နိုင်တဲ့လမ်းကြောင်းကိုမိဘငါးခုနဲ့ကျွန်တော်ဖြည့်ပြီးတော့မှဖြစ်ပါတယ်ဘာလို့လဲဆိုတော့ next ဒီငွေတွေကိုလည်းမဖန်နိုင်ရဲ့တင်စီတဲ့အစိတ်တော့အဲ့ဒီ level အတက်တာကိုမရောက်သေးသေး၍အဲ့ဒီလူဟာငွေကြိုက်တယ်နေပါပဲဒါပေမဲ့ရောက်ပြီဆိုတော့မသိဘူးညာချင်းနေလို့လည်းချရတယ်ချင်းတွေကရက်နေပါမိတဲ့ချခံရတယ်ဆိုရင်တော့ပြီးတော့မဟုတ်အဲ့ဒီအတက်တာရောက်ပါလို့ရှိရင်နံပါတ်1ဘော်ဒဂိတ်အတက်တာကစနံပါတ်2အဲ့ဘော်ဒဂိတ်အတက်တာပြီးပြီဆိုတော့တင်ဒီကဲတင်ရှာပြတာတမာရီအားကိုတီးကိုထိုးတမာရီအားကတင့်ကိုလွတ်ချင်းဝင်ပြီးလွတ်ချင်းအခွင့်လားဒီကနေ့ I deliverance နဲ့လွတ်မြောက်ခြင်းကိုရမှာဘယ်ကနေလွတ်မြောက်ခြင်းလဲလွတ်ချင်းအခွင့်ဆိုတာဒီနေ့လွတ်မြောက်ခြင်းကိုရပြီးတော့ကလို့လွတ်မြောက်ခြင်းရတာလွတ်မြောက်ခြင်းရပြီဒီကနေ့ဘုရားမြတ်တော်ထဲမှာလွတ်ချင်းခွင့် deliverance အသက်တာဆိုတာဘာလို့ပြောတာလဲနတ်ဆိုးချီနှောင်မှုအမျိုးမျိုးမှလွတ်မြောက်ခြင်းအသက်တာညာရှိတယ်ကျန်တိုင်းဆိုတာဘုရားသားတဲ့ဘုရားသားဆိုတော့ဟုတ်လားရရလာဘုရားဆိုတော့ဘုရားနာနဲ့မဲ့အဲ့ဒါကိုအားလုံးဒီဝန်ချဖျားနီးနဲ့မကြဘဲနဲ့နာမည်မဲ့ခဲ့တဲ့အရာဒီနေ့နေတဲ့နန်းတဲ့စာရရဲ့ပညာနဲ့မဲ့ခဲ့တဲ့နာမည်ရဲ့အပြစ်ကိုဝန်ချဈေးမရောဘိုးထားခဲ့တဲ့အပြစ်ကိုဝန်ချတောင်းပါရဒီနေ့သားတွေမှာအများကြီးပါပါတယ်နောက်မှကျွန်တော်ဘုရားပြင်ဆင်ပေးတဲ့အခါကျွန်တော်သင်ပေးပါဖြစ်တယ်ဖျားနှုတ်ဘက်တော်နဲ့လွဲမှားတဲ့အရာတွေအားလုံးဟာအပြစ်ဖြစ်တယ်ဖို့အပြစ်တရားရဲ့အရှင်ကစာနိုင်မိဘလေးခုနေခြင်းနဲ့တရားကြီးပေါ်မှာစာရကိုဘုရားဖန်ဆင်းပါသလားဒီကစာရကိုဘုရားဖန်ဆင်းပါသလားဖန်ဆင်းတဲ့လူလက်ထောင်စာရကိုဘုရားဖန်ဆင်းပါလေဆိုတဲ့လူမဖန်ဆင်းဘူးဆိုတဲ့လူလက်ထောင်ဟုတ်ကဲ့ပါတကယ်ယေရှုတင်ရဲ့ဥပဒေမှာဗဏ္ဍာရိတ်ခဲ့တယ်3ညလက်ထောင်3ညအိတ်တဲ့လက်ထောင်မနေ့ညရေးတယ်3ည2ညဆိုတဲ့လူလက်ထောင်ဒီလိုနဲ့ဟုတ်ကဲ့ပါဒါမှသိပါတယ်ဟုတ်ကဲ့ပါဒါကြောင့်ကျွန်တော်ဒီမောင်မလေးယေရှုတင်ရဲ့ဥပဒေမှာ2ညအိတ်ဆိုတဲ့ထားတော့တာပါ3ညမသိတော့ဘူးနော်ဟုတ်ပြီဆာလမန်နဲ့ကိုဘုရားခင်ကလူစီဖာကိုဘုရားခင်ကသူ့ရဲ့မျက်မှောက်ကိုလည်းကနေသင်ချလိုက်တဲ့အခါကျတော့မောင်စီစံနဲ့သားမိုးတော့ချက်ကိုရောက်တော့တာဆိုတော့ဟုတ်ပါပြီအဲ့ဒီဆာလမန်ရဲ့အပြစ်သားမောက်ပိုက်ခြင်းရဲ့အစတန်တရားကိုလေစီတဲ့အဲ့ဒီຢာရဲ့အစအရှင်သူကနေချီအောင်မှုအမျိုးမျိုးဒီကျွန်တော်တို့ကိုဆွဲနေတာဖယားနဲ့သေပါသွားတဲ့လူတွေအထူးသဖြင့်ဆွဲတယ်အဲ့တော့လွတ်မြောက်ခြင်းအကြောင်းနဲ့နတ်ဆိုးအကြောင်းတွေများအသင်းတော်တွေမှာသင်လာတဲ့အခါမှာဟုတ်လားလူတွေကလည်းအဲ့ဒီအကြောင်းအရာတွေပို့ပြီးတော့မှဟုတ်လားစိတ်ဝင်စားလာကြစိတ်ဝင်စားလာတော့ဘာဖြစ်ဖြစ်စားတယ်ကြောက်ပြီးခေါင်းစဉ်တက်ကြတယ်ဖင်ကြိုက်တယ်ခေါင်းကြိုက်တယ်စားတယ်ဟုတ်လားဘာလေးဖြစ်တဲ့စားတယ်ကြောက်ခြင်းတယ်ဟုတ်လားဘုရားဘာသာများလို့ပေါ့အုံသီးလေးများကြွက်ပြီးလေးချောက်လာပြီဆိုရင်လုံးကြီးဦးကြီးတော်လားအမှန်တည်းလေးလားအိမ်လုံးဆောင်လက်ကဘယ်လိုလုပ်လဲကြောက်တတ်တယ်တခုခုဖြစ်လာရင်လည်းစိုးကြောက်လို့ပဲဖြစ်တယ်အရာအလုံးနဲ့စိုးကြောက်မှာပေါ့ဒါလည်းသိချင်ပါတယ်ခါတော့ဘုရားကြောင့်ဟိုးတောင်းကကြောက်လို့ရောပါစာရမဏကထားပြီးနိုင်တယ်မျက်နှာလေးကောင်းတဲ့ကမ္ဘာကသွားပြီးတော့အိုးစာရကြီးခင်ဗျာဘာလုပ်နိုင်လဲဒီဘုရားကြောင့်ဒီကလူတွေကဘာသူတို့လုပ်ချင်တာတွေလုပ်လို့ပြီးတော့စာရကြောင့်ကျွန်တော်ပဲလည်းရုပ်ဝိုင်းဝိုင်းဆိုပြီးတော့အပြစ်ပြောလို့ကျွန်တော်စိတ်ကြည်နားထိုင်နေတာစာရတော်စိတ်ကြည်အောင်လုပ်တဲ့ခရီးတိုင်းဆိုပဲ
မာနသည်ကျွန်တော်တို့အတွက်နောက်မှာကျွန်တော်တို့ကိုမျိုးဆောင်တယ်သူ့ရဲ့ချီနှောင်ခြင်းကနေလွတ်မြောက်ပြီးသားဆိုတဲ့မိဘအတွက်ဒီနေ့ကျွန်တော်တို့အဖြစ်ရှိနေတာ I deliverance တဲ့လွတ်မြောက်ခြင်းအသက်တာရပြီလားလွတ်မြောက်ခြင်းအသက်တာရပြီပါ justification တဲ့တတ်ရှင်းခြင်းအသက်တာရောက်ရှိနေတာလွတ်မြောက်ခြင်းရရှိပြီးတဲ့လူဟာတတ်ရှင်းခြင်းအသက်တာကိုရောက်ရှိနေတာတတ်ရှင်းတဲ့အသက်တာကိုရောက်ပြီးပြီဆိုလို့ရှိရင်တော့ငါတတ်ရှင်းတဲ့လူတင်လို့လည်းတတ်ရှင်းကြတော့ဘုရားကတတ်ရှင်းခြင်းကိုကြိုက်တဲ့ဘုရားဖြစ်တယ်တတ်ရှင်းတဲ့ဘုရားဖြစ်တယ်တတ်ရှင်းသောအမှုကိုလုပ်စေခြင်းလို့တတ်ရှင်းသောအသက်တာကိုတတ်ရှင်းစေခြင်းတယ်တတ်ရှင်းသောပူဇော်တကာနဲ့ပူဇော်စေခြင်းနဲ့တတ်ရှင်းသောဝိညာဉ်တော်ကိုယ်တိုင်ကတဘောတော်အားဖြင့်ကျွန်တော်တို့ကိုတတ်ရှင်းပေးမှာဖြစ်ပါတယ်ဟာလေလုယာအပြစ်ရှိတဲ့ကိုကယ်တင်ဖို့ယေရှုကြွလာတယ်မာန၏အမှုတို့ကိုပယ်ဖျက်ဖို့ယေရှုကြွလာတယ်တတ်ရှင်းမတတ်ရှင်းတဲ့အရာတွေကိုတတ်ရှင်းဖို့အတွက်သူဒီကျွန်တော်တို့ကိုလှုပ်ဆောင်ပေးနေတာဖြစ်တယ်ကျွန်တော်တို့မဖြောင်းလိုက်တဲ့အမှုကိုဖြောင်းလိုက်ခြင်းကသူကလုပ်ပြီးဖြောင်းလိုက်တာဖြစ်တယ်ကျွန်တော်တော်လို့ကျွန်တော်ကုသိုလ်ကြောင့်ကျွန်တော်ရဲ့ကောင်းမှုကြောင့်ရတာမဟုတ်ဘူးဖခင်ပြုတဲ့အမှုတွေကျွန်တော်ထဲမှာတက်တည်ထင်ရှားနေပြီဆိုတဲ့အရာကကျွန်တော်တို့အထက်မှာတတ်ရှင်းတဲ့အသက်တာကြိုးစားပြီးတတ်ရှင်းကြမှာလို့ဖခင်ကအထက်ထဲကနေလှုပ်ဆောင်ပေးတာဖြစ်ပါတယ်ဟာလေလုယာတတ်ရှင်းတဲ့အသက်တာရပြီဆိုရင် glorification တဲ့ဘုရားရဲ့တန်တဲ့တဲ့အသက်တာရပါလားအရေးနဲ့ကြည့်တာလည်းဒီနာကိုပြောတယ်တရားဟောလိုက်တာလည်းဒီပြောင်းများစွာချစ်ချင်းပြောင်းလဲအပြည့်ကနေတော့မရကြဘူးအဲ့ဒီအသက်တာကနောက်ဆုံးခရစ်တော်တန်ခြင်းအသက်တာငါပြုသောအမှုတဲ့တာရဲ့ကြီးသောအမှုတွေပြုကြပါလို့ပြောတဲ့အသက်တာအဲ့ဒီအသက်တာဖြစ်ပါတယ်အဲ့ဒီအသက်တာဝင်ထိုးကြတယ်မသိဘူးတန်ရှင်းတဲ့အသက်တာရောက်ပြီးတော့အစိမ့်တော့မြင်မသိဘူးများစာရုစာရစင်ဟာတန်ရှင်းတဲ့အသက်တာယေရှုကိုနဖူးရတူတွေသိပြီးတဲ့အခါအစိမ့်မိတာတော့သူမသိဘူးသေစီတာတော့အစိမ့်ကိုမိသွားတယ်မသိတဲ့အသက်တာ sanctification အသက်တာရောက်တာလေအဲ့ဒီအသက်တာခင်ဗျားလေးမြင်တော့ဖြစ်တယ်။ဒီနေ့အာဖရိကတိုက်အတင်းတော်ဘာပါသတင်းစာကိုလွန်ခဲ့တဲ့ရာဆယ်စုနှစ်တစုကကျွန်တော်ဖတ်ဖူးတယ်။ယေရှုခရစ်တော်ပြောခဲ့တယ်။ငွေဆိုးတို့ကိုဖန်ခံကြတယ်ပြောတော့ငွေဆိုးတွေကြီးပဲစူးပြီးတော့မှကိုင်လူတွေငွေဆိုးကိုင်ခံရတယ်။သေစီတာတော့အစိမ့်တော့ကိုတောက်စားနေဘေးဥပ္ပန်ကဲလို့ကြတယ်လို့ပြောတဲ့အတွက်အစိမ့်တွေတော့တဲဥဆရာမအစာတွေရောတယ်။ဒီချမ်းသာမှားတယ်ဆိုပြီးသတင်းစာဆောင်ရပြီးတော့ထုတ်ပြန်ကြည့်တယ်။ယေရှုခရစ်တော်ကမဖြစ်နိုင်တာကိုပြောခဲ့တယ်။ယေရှုပြောတဲ့စကားတွေကဒီလိုရှိဘူးဆိုပြီးတော့မှကွန်မြူနစ်ဝါဒကိုကနေအဲ့ဒါကိုကြည်ညာ။အဲ့တော့တကယ်ဒီနှုတ်ဘက်တော်တမန်တရားကယေရှုခရစ်တော်ပြောခဲ့တဲ့စကားကကျွန်တော်အတွက်အဲ့ဒါကိုသတင်းစာကြည့်လိုက်တဲ့အခါမှာတုန်လှုပ်သွားစေတယ်။အော်ငါတို့တာမန် deliverance တော်ကလွတ်မြောက်ခြင်းအသက်တော်ကမရသေးပဲနဲ့အသက်တာလောက်မှာငွေကြိုက်တေးမှာပါလားဆိုတာကိုသိတယ်။အော်အစိတ်တော့တေးမှာပါလားဆိုတာကိုသိတယ်။ဘာလို့လဲအဲ့ဒီအသက်တာကိုသခင်ယေရှုကကြိုတေးကားငါစင်ကိုတက်စေချင်တယ်။အဲ့ဒီဒီကတိတွေတိုင်းဒီကတိတွေတိုင်းမှာတင်ဒီဘုရားသခင်နဲ့အတူတူသွားပြီးတက်ရမှာဖြစ်တယ်။ဒီနေ့တင်ဘယ်ဒီကတိကြောင့်လဲ။ဒီနေ့တင်လွတ်မြောက်ခြင်းကိုကြောက်လား။မျိုးဆက်ကျင့်ချင်းအမင်္ဂလာနဲ့ဆိုင်တဲ့ဗီဇနဲ့ဆိုင်တဲ့အရာကြီးနေအကုန်လုံးဖြတ်ပြီးပြီလားကျွန်တော်အထဲထဲမှာဖြစ်နေတဲ့အရာတွေနှုတ်ဆော်နေတယ်တချို့အိမ်မက်နေမယ်တချို့ဖြစ်တော့မယ်ဆိုတဲ့အရာတွေကိုအမြဲတမ်းအသားလုံးနမိတ်တဲ့ခါတွေနဲ့တတ်သိထုတ်ပြီးလိုက်ပဲတချို့မမြင်ဘူးတဲ့အရာတွေကိုအိမ်မက်ထဲမှာမြင်ရလိမ့်မယ်ဖခင်ရဲ့လုံရတဲ့နတ်ဆိုးစာရန်စီကလုံရကိုကျွန်တော်ခွဲခြားတတ်ပြီလားဖခင်ပေးတဲ့ဆုကျေးဇူးတွေနဲ့ရက်တည်တဲ့အခါမှာစာရန်ကအဋ္ဌာကျွန်တော်တို့ပြန်ပြီးအဖို့ခံနေရတာအဲ့ဒါရှင်းနေတော့နားလည်ဖို့လိုတယ်ဖခင်ပေးပါလို့ကောင်းကြီးမင်္ဂလာတောင်းခံတယ်ရလာတယ်လည်းမရလာဘူးဒါဆိုရင်သခင်ယေရှုပြောတဲ့စကားမှာလားဘယ်ယုံကြည်သူတွေကအဲ့ဒီမျိုးတွေနဲ့ဒီနေ့ထောင်နေပြီငါကဘာကိုအမိပြုရဲ့ကျွန်တော်ဒီတစုံတစ်ခုသောဆုကိုတောင်းတဲ့အတိုင်းပေးမယ်ယေရှုနာမနဲ့တောင်းတယ်အာမင်ရလားရဘူးဘာဖြစ်တာလဲအဲ့ဒီတော့ဒီကျွန်တော်နားလဲစိတ်ချက်ဖခင်နဲ့ကျွန်တော်တို့ကြားမှာဘယ်ဟာကခြားထားလဲဘာလဲပဲဖြစ်တယ်ကျွန်တော်အတန်ကိုဖခင်ကြားပါရဲ့လားမိတ်ဆွေဖခင်အတန်ကိုကျွန်တော်ကြားပါရဲ့လားကျွန်တော်ဖခင်ကိုယုံတယ်ဒါပေမဲ့ဖခင်ကျွန်တော်ကိုယုံနေလားသိချပါမယ်ဆိုရှင်းနေဆိုတော့ကြည့်ပါယုံကြည်တယ်ဆိုတာကြီးကြီးလေးလေးနဲ့ယုံမှယုံကြည်တယ်လို့ခေါ်တယ်
ယုံလာတော့မှတချို့မကြည့်နိုင်ကြဘူးမရှိဘူးယုံလို့သာယုံတယ်ခင်ဗျာရောင်60ဆိုကိုလည်းလိုက်ပြီးတော့ရောင်60စတီးလုံးနေတာဘာမှမသိဘူးတချို့အဲ့လိုရှိတယ်ဖခင်နဲ့ကျွန်တော်ညာချားထားတဲ့စာတန်ကိုဒီနေ့ကျွန်တော်တို့အဲ့ဒီအမှုတွေအားလုံးကိုယေရှုခရစ်တော်ကပယ်တယ်ပယ်ပြီးတဲ့အခါမှာကျွန်တော်နဲ့ဖခင်တိုင်းရဲ့ဆက်သွယ်လို့ရတယ်ကျွန်တော်မျက်စိမိတ်လိုက်တာလည်းဒါဝိဒ်အိုးထောင်တော့ဖခင်ကျွန်တော်အာရုံပြုလိုက်တယ်အိုးငါ့ဝိညာဉ်ထောင်တော့ဖခင်ကိုကောင်းချီးပြီးတော့အဲ့ဒီဖခင်ကိုကျွန်တော်အာရုံပြုလိုက်တဲ့ကျွန်တော်ရဲ့ဝိညာဉ်ကျွန်တော်အထဲထဲမှာရှိတဲ့ယေရှုကျွန်တော်ဝိညာဉ်နဲ့ထိတွေ့ပြီးစကားပြောပြီးတောင်းဆိုပြီးစီတာဖြစ်တယ်အဝေးကြီးမျက်စိပိတ်လိုက်တာနဲ့အာရုံပြုလိုက်တဲ့အရာကသပင်းရှိရှိဖို့စိတ်ဝင်တဲ့ယေရှုရဲ့အာရုံပြုနေပုဂ္ဂရာမတောင်းဖို့မရောက်ဘူးလားလည်းမျက်စိကနေရောက်နေတယ်မရောက်ဘူးတဲ့ကောင်းကင်နိုင်ငံလည်းစိတ်ကနေနှမ်းပြီးတော့လည်းမနေနဲ့အောင်မှန်တယ်မင်းညာမှန်တယ်မင်းမျက်စိမိညာတောင်းလို့လားတောင်းလူကြတော့အောင်လားတောင်းဒီလိုတကယ်လို့ညစီကပတ်ကိုကြီးပြီးတော့ကြက်တောင်းလိုက်တယ်တချို့မလို့တဲ့ဘုရားကိုစကားပြောတာဘုရားသခင်ကိုရှင်ဖွင့်တာဖြစ်တယ်ရှင်ထဲမှာဘုရားရှိတယ်အဲ့တော့ကျွန်တော်ဘုရားဘာသာလေးပြောတယ်ခင်ဗျာဖျားပင့်တယ်ဖျားပင့်တယ်ဟာဘုရားဘာသာလေးဖျားပင့်တယ်ဆိုပြီးဆိုင်နေပုံနဲ့ဒီကြောက်ွက်ထဲမှာနန်းတကာမှာအဲ့လိုဖျားပင့်တာပင့်တယ်ဖျားကပြောတတ်ဘူးကျွန်တော်တို့ဖျားပင့်ပြီလားဖျားပင့်တယ်ဆိုတာအထဲမှာပင့်တယ်ဖျားကပြားလေး30ကဖျားပင့်တာဖျားကနားရှင်းတာဒါပေမဲ့လူကလည်းဖျားကျွန်တော်အထဲမှာပင့်ပြီးတဲ့အခါမှာဖျားအထဲမှာနေရာပေးပြီးတဲ့အခါကဖျားကြွလာပြီးတဲ့အခါမှာအထဲမှာဖျားအလုံးလုံးပါအဲ့တော့ယေရှုရဲ့အထဲမှာဒီနေ့ဘာလုပ်နေတယ်လဲလို့ကျွန်တော်မေးတာကျွန်တော်ကပဲအလုံးများနေတယ်ယေရှုကအိတ်တယ်လူတော်များများကြည့်တဲ့အခါမှာကျွန်တော်အလုံးနေတယ်ကျွန်တော်ရှုပ်နေတာဖျားကဘာလို့ပြီးနေတယ်လဲဆိုတာမစင်စားမိကြဘူးဖျားကျွန်တော်လည်းကရှိနေခြင်းဒီနံပါတ်1ဖျားကျွန်တော်အတွက်အရေးကြီးဆုံးသူနဲ့အချိန်များများယူပြီးကျွန်တော်ရဲ့အငန်းကာတွေထဲမှာပါနေဖို့လိုတယ်ကျွန်တော်ရဲ့အငန်းကာကျွန်တော်ရဲ့စီးပွားရေးလုပ်ငန်းကျွန်တော်ရဲ့လုပ်ဆောင်နေတဲ့ရှင်းတန်းတိုင်းမှာဖျားမပါဘူးဆိုရင်တော့အဲ့ဒီအရန်များနေဖြစ်တယ်။ခင်ဗျားစာချက်ပဲ။ခင်ယေရှုခရစ်တော်အဲ့ဒီချက်တဲ့စာပေါ်မှာနည်းနည်းရဖို့ဒီလမ်းရှိတယ်။ဗျာစီးပွားရေးမအောင်မြင်ဘူး။အောင်မြင်ခြင်းနဲ့ခင်ယေရှုခရစ်တော်ပါရှိရင်ခင်ယေရှုကဒီလမ်းပဲ။ဒါကြောင့်ဘုရားသခင်အတန်တော်ကိုကြားနာဒီပြောချင်တယ်။ဘုရားကိုယုံတယ်ဆိုတာအထင်းထဲမှာအလုပ်လုပ်နေနေတဲ့ဘုရားစကားပြောတယ်ဆိုတဲ့အရာအဲ့ဒါတက်တည်ဖြစ်တယ်။ခရိယန်တော်များများမှာဘုရားတက်တည်ရှိတယ်တက်တည်ရောရှိတယ်ဒါပေမဲ့ဘုရားအတန်ကိုလိုချောင်းလို့လေလို့အဲ့ဒါကိုကျွန်တော်မေးချင်တယ်။ဘုရားအတန်လည်းရေးကြည့်တယ်။တချို့ကပြောတယ်ဆရာလောကဘက်တော့ဘယ်ချက်ဟုတ်ပါပြီ။ဘုရားခင်အလုပ်လုပ်တာအကြောင်းအရာအချက်လက်မျိုးမျိုးနဲ့ဘုရားခင်အလုပ်လုပ်ပါတယ်။သူ့ရဲ့ဘုံတော်ချင်းရှားဖို့ပဲကြီးတာလည်းလုပ်ချင်လို့ပဲ။နွားလည်းလုပ်ချင်လို့ပဲမြေးလည်းလုပ်ချင်လို့ပဲလူလည်းလုပ်ပြီးတော့မှလုပ်ချင်လို့ပဲဒါပေမဲ့ကျွန်တော်မြင်ကျင်တဲ့အရာတွေအားလုံးအတွက်ဘုရားခင်ဘာပြောလဲဆိုတာကိုကျွန်တော်ကြည့်ဆရာမအားဖြင့်ကျွန်တော်ဘာပြောလဲကျွန်တော်အဲ့ဒါစိတ်ဝင်စားရဲ့ဒီငယ်အားဖြင့်ကျွန်တော်ဘာပြောလဲဘုရားခင်ပြောခိုင်းနေတဲ့အရာကျွန်တော်လူဒါတော့ကျွန်တော်ပြောတယ်မင်းတို့ဘုရားဘယ်မှာလဲလို့ဘာမှကမင်းဟုတ်လားဒီအန်ဒီဆိုကျွန်တော်မြေပြောဆရာကွန်တဲဟုတ်တော့ဘုရားသားဖြစ်နေတာကွန်တဲဟုတ်တော့ဘုရားသားဖြစ်ပြီးကျွန်တော်အဲ့ဒါဘူးမမေးဘောတဲဟုတ်ကျွန်တော်ဘုရားသားအဲ့တော့မင်းတို့ဘုရားဘယ်မှာလဲလို့မေးတဲ့အခါမှာယေရှုကိုမြင်ရင်ငါ့ကိုကြည့်လို့ပြောတဲ့ယုံကြည်သူဖြစ်ပါလေဟာလေလုယာယေရှုကိုတွေ့စဉ်အထဲမှာမြင်အောင်ပြယေရှုကိုမြင်ရင်ငါ့ကိုကြည့်လို့ပြောနိုင်တဲ့ဖြစ်ပါလေယေရှုကြည့်ရင်မာကြည့်လို့တော့လုံးရအဲ့ရပင်းကြီးခါဆိုပြီးတော့ဟုတ်လားမလေးရှားကူထူးမှာမူးလိုက်တဲ့ကိုရှင်ချင်းများအများကြီးပဲဖြစ်မှာပါဘူးအခါရှင်ဒါကဒီတဲ့ဟုတ်ပါဘူးအဲ့တော့ဖခင်ရဲ့မြစ်တာကျွန်တော်အပေါ်မှာဘယ်လောက်ကြီးမားလဲဆိုတော့မြစ်တာအကြောင်းကိုညာညာစဉ်းစားရင်အဲ့အထဲထဲမှာဂျင်းနေမှာဒါကြောင့်ကျွန်တော်တို့အထဲထဲမှာတကယ်လွတ်မြောက်ခြင်းများရှင်နိုင်ကြပါစေကျွန်တော်အာရုံပြုလိုက်တဲ့အရာတွေမှာဖခင်ကကျွန်တော်အထဲထဲမှာကျွန်တော်ဖခင်ပြောတာကိုကျွန်တော်စိတ်ဝင်စားတယ်ကျွန်တော်ပြောတဲ့အရာကိုဘုရားသခင်စိတ်ဝင်စားပါစေဘုရားရှင်ရတဲ့ဖြစ်ပါဟာလေလုယာဒါကြောင့်ဘုရားသခင်ရဲ့မြတ်တာတွေမှာဒီကနေ့သင်ဒီလွတ်မြောက်ခြင်းအခွင့်ရရှိပြီးတော့သင်လွတ်မြောက်ခြင်းအပြင်အသက်တာမှာခန္ဓာစိတ်ဝိညာဉ်တို့အတွက်ပူဇော်ခြင်းတဲ့လူတွေအားလုံးပဲဒီနေ့ဘုရားတော်ကြေညာခြင်းတယ်ကျွန်တော်ဒီကနေ့လို့ဖြစ်တယ်ဘုရားကျွန်တော်တို့အတွက်လုပ်ပေးနေတဲ့
တင်ရှုံပါရဲ့လားယုံကြည်ဖို့ရည်ကြီးတယ်ယေရှုကိုရှုံတယ်ဆိုတာနှုတ်ကပတ်တော်ထဲမှာပါလာတဲ့အားလုံးကိုယုံခြင်းဖြစ်တယ်ဟာလေလုယာတချို့ကနှုတ်ကပတ်တော်ထဲမှာမယုံနိုင်တာလည်းအများကြီးနှုတ်ကပတ်တော်ကိုမယုံခြင်းကယေရှုကိုတန်တရားဖြစ်နေတာပဲနှုတ်ကပတ်တော်ကိုတန်တရားရှိနေတော့သူကယေရှုကိုမယုံနိုင်တဲ့လူပဲတင်ယေရှုကိုရှုံတယ်ဆိုတာတောင်းတဲ့ယုံကြည်မှမလားမတူပါဘူးခင်ဗျကျွန်တော်ယုံကြည်တဲ့ဆရာမယုံကြည်တဲ့တရားတွေမယုံမတူပါဘူးခင်ဗျတချို့ကဘယ်လို့စီတော့လင်းနေတာမလို့လည်းယုံကြည်ခြင်းရှိတယ်အာမင်တချို့ကအာစီမောလေးတော့တောက်အောင်မယ်ဆိုတဲ့ယုံကြည်ခြင်းနဲ့သွားတာလည်းရှိတယ်တချို့ကတော့ရှုံနေတော့လူကပေါ်ဆရာရဲ့ဆိုတာရှိပါတယ်တင်းတဲ့ယုံကြည်ခြင်းကတင်းတဲ့ဖရားနဲ့ဆိုင်အဲဒါကြောင့်အချင်းမင်းကတင်းယုံကြည်ခြင်းတဲ့အနာရောဂါကိုငြိမ်းစေပြီးတော့ပြောခြင်းဒီသူရှုံနိုင်တဲ့အတွက်ရှုံနေတော့အကျိုးကိုခံစားရတာဖြစ်ပါတော့ကြောင့်ကျွန်တော်တို့ကိုးကွယ်တော်မူသောအရှင်ယေရှုခရစ်တော်မြတ်စွာဘုရားကိုတော်ရှင်ရဲ့ဒီယနေ့ဒီနေရာမှာငါသားတဲ့ငါသမီးမင်းတို့ငါတို့ကြည့်တယ်မင်းတို့ခံစားရမှာမင်းဒီပါကျွန်တော်တို့ကကြောက်တဲ့တော့မာကျော်နေတဲ့လူတွေဖယားဖြစ်လို့ဒီမှမသိတဲ့အော်ဒမစိတ်ကိုတာမှုခံခြင်းခံထားရတဲ့လူတွေအတွက်ယနေ့နောင်လာရပါဖယားကိုမကြောက်တဲ့လူတွေနောင်လာရပါဖယားကိုကိုယ်စိတ်ဝိညာဉ်အတွင်းထဲမှာချစ်တယ်ဆိုတဲ့အရာပဲရှိတယ်လက်တွေ့မလုပ်နိုင်တဲ့အရာတွေပဲဒီနေ့ဝင်ချပါတေရောတေဘောမှာကျွန်တော်အပြစ်တွေပဲများလာပါအေးဘုရားသခင်ဝင်ချတော့ပါလိုက်တင်းငယ်တွေတော့အောင်လေးပြည့်ဖြေရနေကြနေတာပဲဟုတ်လားဝင်ချတော့ပါမယ်ပြန်လုပ်လိုက်ဝင်ချတော့ပါမယ်ပြန်လုပ်လိုက်အောင်လည်းမျက်ကြည့်ပါကိုကြားလို့ပြန်လုပ်တာဘုံဘုံတယ်လို့ပဲအကယ်ဒမီရှော့ရှိရတဲ့ချိုးချိုးကလာပါရတယ်မပါဘူးဟုတ်လားမပါဘူးဟုတ်လားဖယားရဲ့မြစ်တာကိုဒီစားပါတန်ဖိုးထားပါမိန်းကလေးတယောက်ကကြောက်သားလေးတယောက်ချစ်တယ်ဆိုတာယုံကြည်လို့ဘဝကိုပေါ်လာတာဖြစ်တယ်ကျွန်တော်ဘုရားဘာသာကျွန်တော်လည်းကောင်းတယ်ကျွန်တော်ဒီဟာလာကိုယ်ွယ်ဆိုတာပြောတာဒီလားကိုယ်ဘက်ကကိုးစားရင်သူ့ဘက်ကကွယ်ကမှုပေးတယ်အဲ့ဒါကိုယ်ွယ်လို့ခေါ်တယ်အဲ့ဒါကိုယ်ွယ်ဆိုတာကိုယ့်ဘက်ကကိုးစားရင်အားကိုးရင်သူ့ဘက်ကပြန်ပြီးမှကွဲကမှုပေးတာပေးနိုင်တာကိုယ်ကိုယ်ပေါ့ဖယားဆိုတာခတ်သိမ်းသောအရာကိုအထောက်အကျတယ်ဗျာအဲ့တော့ဖယားခတ်သိမ်းသောအရာဆိုတဲ့အထွတ်အမြတ်ထားရထိုဖယားကိုကျွန်တော်တို့ကကိုးစားလိုက်ထိုဖယားကကျွန်တော်ကိုကွဲကမှုပေးတယ်အဲ့ဒါကိုယ်ကိုယ်မိန်းကလေးပြောက်ကယောက်ျားလေးကိုဟုတ်လားအဲ့ဒါဘဝတစ်ခုလုံးကိုပုံအပ်လိုက်တဲ့အခါမှာသူကလုံးဝကွဲကမှုအာမခံဘဝတစ်ခုလုံးအတွက်အဲ့ဒီလိုတာဝန်ယူပေးနိုင်တဲ့ယောက်ျားမျိုးဖြစ်တာကိုယူတဲ့ယောက်ျားစိတ်ချမှုဖြစ်ရမယ်ကိုထမိန်ကကိုစားမဲ့ယောက်ျားမျိုးဆိုကံကထုတ်လိုက်ကုလိညာမစင်စားနဲ့ပြိုကြီးကလုပ်လိုက်ကိုဘက်ကကိုစားလို့သူ့ဘက်ကမှကွဲကမှုမပေးနိုင်တဲ့ဟာမျိုးတော့မလုပ်တော့ဘူးအဲ့တော့ဖယားဆိုတာကျွန်တော်တို့ကိုယ်ွယ်လိုက်တဲ့အခါမှာသူ့ဘက်ကကွဲကမှုပေးပြီးတော့မှအားကိုးပြုလိုက်တဲ့အရာပေါ်မှာကျွန်တော်တို့အလုပ်လုပ်ပေးနေတယ်အဲ့ဒါမျိုးစဉ်းစားပြီးကျွန်တော်ဟာလို့ရအဲ့တော့ဘုရားသခင်ကိုယုံကြည်ပါတယ်ဆိုတဲ့ဒီအပေါင်းဒီနေ့ကျွန်တော်တို့အပြည့်ဝင်ချတောင်းမှလိုက်ပြန်လုပ်လိုက်ဝင်ချတောင်းမှလိုက်ပြန်လုပ်လိုက်တော့ဘာများလို့လဲရေချိုးပြီးလိုက်ရှင်လည်းပြန်လုပ်လိုက်ရေချိုးပြီးလိုက်အသက်ရှင်းရှင်းလေးရေချိုးပြီးလိုက်ရှင်လည်းပြန်လုပ်လိုက်အဲ့ဒီပုံစံမျိုးမဖြစ်စေပါနဲ့တော့က28စတော့ကျွန်တော်တို့ကနေလိုက်ဆိုပြီးဒီမှာလေမိမိအပြစ်ကိုဝတ်စားလို့မူလားချမ်းသာမရမိမိအပြစ်ကိုပေါ်ပြဝင်ချစွန့်ပစ်တော်သူမိမိကဒီနာတော်ခံထားရတယ်တော့က28စတော့အပြစ်ကိုဝတ်ထားချမ်းသာမရအပြစ်ကိုပေါ်ပြဝင်ချစွန့်ပစ်တော်သူဒီနာတော်ခံစားရတယ်အပြစ်လို့ခြင်းဒီနာစိတ်ကိုရရှိခြင်းရှိတဲ့များအောင်ဆုံးကျမ်းစာရှိတဲ့များဆုံးပြီးတော့ပြည့်စုံစရာရှိတဲ့များဆုံး၍လက်တော်သောအမိမာရီဆုံးရတော့မသိဘူးမဆုံးနိုင်တဲ့ရှိတဲ့များဆုံးတဲ့ချင်းနေတာဟောနေတာတကယ်ဆုံးနိုင်တဲ့နေရာတင်းရဲ့ဘဝအတ္တကကျွန်တော်ဘဝအတ္တမာနရဲ့အမှုရာတွေအားလုံးကျွန်တော်မလိုချင်တော့ပါဘူးလို့ဆုံးနိုင်တော်ဖြစ်ပါတယ်ဟာလေလုယာဒုစရရဲ့ဆိုင်တော်အရာမှာမစင်ကဲလို့မှတ်တော့ဘောလို့ကဲလို့ကျွန်တော်တို့အတ္တတန်ရှင်းတဲ့အတ္တကိုစာငဲ၍မတန်ရှင်းတဲ့အရာတွေအား
ဘာအနာရောတာလည်းပြောင်းမှာမဟုတ်ဘူးဘာသက်တွေမှလည်းခံစားရမှာမဟုတ်ဘူးမာနဲ့ချီထားတာချီထားတာပဲဖြစ်တယ်နောက်ဆုံးပုံမှန်လေးနဲ့ကျွန်တော်ဆုံးသက်ပြီးတော့မှဒီစုတော်လေးချက်တယ်ကာရမျိုးသားဟာဖယားထိတွေ့တဲ့အချိန်မှာဖယားနဲ့ဆုံတဲ့အချိန်မှာသူကလွတ်မြောက်ခြင်းကိုရဖြစ်တယ်ဒီနေ့အဲ့ကာရမျိုးထဲမှာသွားလာလှူရှားခြင်းလေနေတဲ့အဲ့ဒီကာရမျိုးသားဟာသူ့ကိုယ်သူနတ်ဆိုးဆွဲတယ်နတ်ဆိုးချီနှောင်တယ်ဆိုတာတကယ်လူတွေသိတယ်ဒါပေမဲ့ဘယ်သူမှမသိနိုင်သူ့အထက်ကနတ်ဆိုးဘယ်လိုစဝင်တယ်ဆိုတာလည်းသူ့မှာစဉ်းစားခြင်းမရှိဘူးနတ်ဆိုးတော့ဝင်ပြီးနတ်ဆိုးရဲ့ပြည်စည်းမှုကြောင့်ခန္ဓာကိုယ်ကိုယ်လုံးရုပ်ပြည့်စင်ပြည့်ဖြစ်နေတဲ့သူ့ကိုသူပြင်လို့မရတော့အမျိုးတိုင်းတိုင်းကဘယ်လိုမှလုပ်မရတော့တဲ့ဆွန့်ရဆွန့်ရတဲ့အခါမှာဝိနည်းစလေးဖြစ်ဆိုးလို့တန်ချိုးနေတဲ့ချီနှောင်တင်ကြံကုန်တော့တဲ့စားပြမှာနောက်ဆုံးတင်ရမယ်တရားနဲ့စာရန်တတ်တော့မယ်ဆိုတဲ့အချိန်မှာသခင်ယေရှုအဲ့ဒီဘက်ကကူးလာတဲ့အချိန်နဲ့အဲ့ဒီမှာပဲပင်းသွားတိုးတယ်မာနကယေရှုကိုတွေ့တဲ့အခါမှာဒုတုံမျိုးကြောင့်ယေရှုကျွန်တော်ကိုအခုချက်ချင်းအပင်ရဲမဖို့ပါလို့တောင်းမှလာလေးကောင်းနတ်ဆိုးကယေရှုနတ်ဒီငရဲကိုပို့မယ်ဆိုတဲ့ဘုရားဖြစ်ကြောင်းယုံတယ်မာနကယေရှုကိုတွေ့တာကြောက်တယ်ခရိယာတွေကယေရှုကိုမကြောက်ဘူးကြောက်မာနကတမန်တရားကိုသိတယ်သူမလုပ်တာတခုပဲကျွန်တော်တို့ကတမန်တရားကိုသိတယ်မလိုက်လျှောက်တာဒါကြောင့်ကျွန်တော်ကတင်ပြပေးတဲ့အခါမှာကျွန်တော်ပြောလဲဆိုလူနဲ့တိရစ္ဆာန်နဲ့တူလားလို့ပြောဘယ်သူဘူးတဲ့ဒီကလူတူလားမတူပါဘူးပြောတဲ့တိရစ္ဆာန်မှာပြီးပါဒီမှာပြီးပါတိရစ္ဆာန်မှာစားတာရှိလားတိရစ္ဆာန်ကြီးစားတယ်လူမအောင်စားတယ်တိရစ္ဆာန်ကြီးအိတ်လားလူတွေရောတိရစ္ဆာန်တွေမေထုံပြဝဲလားမေထုံပြုလားလူတွေရောမေထုံပြုလားတိရစ္ဆာန်တွေဘုရားရှိခိုးလားနွားတွေစုပြီးဘုရားရှိခိုးလားခွေးတွေစုပြီးဘုရားရှိခိုးလားမရှိဘူးလူတွေဘုရားရှိခိုးလားတကယ်လို့များလူကဘုရားမရှိခိုးတော့ဆိုရင်ဘာလဲတူပါအာညီညာကြီးချလို့ရတယ်။ကွာချတာကဘုရားရှိခိုးရှိနေတယ်ဘုရားသိတယ်မသိတယ်တကယ်လို့သာတင်းကျွန်တော်ဒီဘုရားနဲ့ဝေးဘုရားနဲ့လုံးဝထိတွေ့မှုမရှိတော့ဘူးဆိုရင်ကျွန်တော်ဘာလဲတူလဲဆိုတာသိထားမှာဖြစ်တယ်။လူကိုပြုပြင်ပြောင်းလဲပေးနိုင်တာဘုရားဆိုတာဒီနေ့ဟုတ်လားပုဂ္ဂိုလ်အနေနဲ့ထင်ရှားပြီးတော့မှမတန်ရှင်းတဲ့လူကိုတန်ရှင်းတဲ့ဘုရားကနေပြီးတော့မှထင်ရှားပြီးပြရမယ်မဟုတ်တော့တန်ရှင်းသောဝိညာဉ်ဘုရားအားဖြင့်သူ့ရဲ့အတန်ကြီးဟူသောနှုတ်ကပတ်တော်ကကျွန်တော်တို့အထဲမှာသူနဲ့ထိတွေ့ပြီးသူ့ဘုံတော်ထင်ရှားဖို့အတွက်ယနေ့ကလို့လုပ်ပေးနေတာဖြစ်တယ်။အဲ့ဒီကာရမျိုးသားတော့တိုက်ရိုက်တင်ရှင်ဖြစ်တဲ့ယေရှုရှင်ကိုယ်တော်မြတ်ကြီးနဲ့ထိတွေ့သွားတဲ့အခါမှာလွတ်မြောက်ခြင်းကိုရသွားတယ်။လွတ်မြောက်ခြင်းကိုရသွားတဲ့အခါမှာအဲ့ဒီမာနကနေစရာတောင်းတယ်။အသွေးသားရှိတဲ့ခန္ဓာကိုယ်ထဲမှာနေချင်တယ်။အဲဆိုတော့ရည်ရွယ်ချက်နဲ့တော့ရည်ရွယ်ချက်သုံးမျိုးနဲ့အလုပ်လုပ်တယ်။ကိုယ်မဲ့တတ်မယ်ဖြည့်ဆည်းမယ်။ကိုယ်မဲ့တတ်မယ်ဖြည့်ဆည်းမယ်။ဒီကျွန်တော်တို့လည်းအကိုရင်းပါလိခံရရတယ်ကြည့်လိုက်။အချိန်လက်နိုးလေးနဲ့ပို့လိုက်လက်ကလေးလေးနဲ့ပို့လိုက်အမ Facebook မှာအလုပ်ရှုပ်ဒါကြောင့်မှုတော်ဆောင်ကိုကြီးငါးလုံးနဲ့ကျွန်တော်တို့တိုက်လိုက်ကိုတော့ကကြီးသုံးလုံးနဲ့ဟုတ်လား Get Go Glory နောက်ထပ်ကြီးနှလုံးပို့လာတယ် Grand Ride ရဲ့ကိုတော့တဲ့တချို့တွေတွေ့ Grand Ride ဘလူးလေတယ်လား Black လေတယ်လား Grand Ride ရဲ့နောက်ကြီးတော့ပါလေ Google Search တယ် Google မှာချိန်အဲ့ဒီကြီးတောက်စရာပေါ့ဒီနေ့ကျွန်တော်တို့အဲ့ဒီကျွန်တော်တို့ပြင်ဆင်ရမယ့်အရာမာနဲ့အချိန်ကိုခိုးနေတယ်ကျွန်တော်ရဲ့ချမ်းသာခြင်းကိုခိုးနေတယ်ကျွန်တော်ငွေကြေးတွေခိုးနေတယ်ကျွန်တော်အချိန်တွေခိုးနေတယ်တခိုးအဲ့ဒီတခိုးဒီနေ့ဖန်တခိုးလည်းမခံပါနဲ့တခိုးလည်းခံထားတာခင်ဗျာပါအင်းခံတခိုးလည်းခံထားတော့ဘူးမာနဲ့ကိုခိုးပြီးတော့သူ့အထက်ကနေရာကြီးဆိုပါတော့ဖြစ်စီတယ်မာရီဖြစ်စီတယ်ဒီတဖြည်းဖြည်းနဲ့ပြက်လာပြီတဖြည်းဖြည်းနဲ့နောက်ဆုံးလေးကောင်နဲ့ဆုံးတဲ့လူပဲနတ်ဆုံးအကောင်6ပါမှမနေဘူးဒီ theology ကလည်းဟုတ်လားပညာဓမ္မပညာရှင်တွေကနတ်ဆုံးရဲ့အများကြီးအထဲထဲမှာရှိတယ်အဲ့ဒီနတ်ဆုံးကလူနောက်ဆုံးပါတော့တတ်ဖို့ဟုတ်တယ်ဒါပေမဲ့ယေရှုနဲ့မတွေ့တော့တေဖို့ပဲယေရှုခရစ်တော်နဲ့တွေ့သွားတဲ့အခါမှာတော့တည်ခြင်းကနေလွတ်မြောက်သွားပါတယ်ဟာလေလုယာကျွန်တော်အထဲမှာအကောင်ပေါင်းသိချင်တန်းရှိနိုင်ပါတယ်ကျွန်တော်အထဲမှာ
ချောင်းရချိန်တယ်ကျွန်တော်တို့လက်ကထားပါကယုံကြည်သူဖြစ်စေမယုံကြည်သူဖြစ်စေဆရာကျွန်တော်တို့ယုံကြည်သူဖြစ်တဲ့အတွက်ဟုတ်တယ်ဘုရားသားမှရင်မာနနဲ့မဆိုင်ဘုရားသားမှရင်မာနထိခိုက်ရုံနဲ့ရပါဘူးခင်ဗျာဟုတ်ပါတယ်ဘုရားသားမှရင်ဘယ်ချိန်ချင်းမှလည်းမရှိပါဘူးခင်ဗျာမှန်ပါတယ်အာဒီဆရာတို့ကချိန်ကလွတ်ပြီးပြီပါဆိုတော့ဘာချိန်ကြလဲလာပြောနေလဲမြန်မာနိုင်ငံမှာစောစောပိုင်းကလာအဲ့ဒါလေးနားလေတော့မပေါက်ကြဟုတ်လားအမျိုးတွေမှာအရက်သမားပါလာတော့ဒါနဲ့မိဆက်ကျွန်တော်အားကြောင့်တော့လေတောက်တာကိုပဲပြဿနာရှာနေတယ်မဟုတ်ဘူးသူတောက်ရခြင်းသူကတောက်တာမဟုတ်ဘူးသူ့မျိုးဆက်ထဲမှာမတောက်နေလို့သွေးတိုးကခင်ဗျာသွေးတိုးတယ်လို့ပြောတာကိုအဲမျိုးနဲ့ပါလာတဲ့အမျိုးကြောင့်ဖြစ်တာတဖြည်းဖြည်းနဲ့နားလေလာတော့မျိုးဆက်ချိန်နဲ့အမြင်လာတဲ့ဆိုင်ဗလာဒီ33ယေရှုခရစ်တော်လုပ်ခဲ့တဲ့တော်ဝါကတဲ့များကိုနှုတ်ကပတ်တော်ကိုစိတ်နှလုံးကြီးယုံကြည်၍နှုတ်ဖြင့်ဝန်ခံကျမ်းမာခြင်းနဲ့ပတ်သက်တာဝန်ခံကျမ်းမာပြီးရကယ်တင်ခြင်းနဲ့ပတ်သက်တဲ့နှုတ်ကပတ်တော်ကိုဝန်ခံကယ်တင်ခြင်းရယေရှုကိုစိတ်နှလုံးကြီးယုံကြည်၍နှုတ်ဖြင့်ဝန်ခံကယ်တင်ခြင်းရဟုတ်တယ်ဝန်ခံလိုက်ရင်ကယ်တင်ခြင်းရဒါသမာဓိရပဲကယ်ကျမ်းမာခြင်းနဲ့ပတ်သက်တာစိတ်နှလုံးကြီးယုံကြည်၍နှုတ်ဟုတ်တယ်ချိန်ခြင်းနဲ့မင်္ဂလာနဲ့ပတ်သက်တာဂလာတိ3:အချိန်အားလုံးကျွန်တော်မျိုးဗီဇ10ဆက်90ဆက်40ဆက်တောင်ပါလာခဲ့တဲ့အမျိုးဟုတ်လားပြောလို့အမျိုးရုပ်မကောင်းတဲ့ချိန်ချင်းအမင်္ဂလာလောက်ခဲ့တဲ့ဘိုးမင်းတို့စားခဲ့တဲ့အချိန်ဒီကျွန်တော်မှလာပြီးတွားချင်းရတဲ့အရာတွေမခံစားရအောင်ယေရှုခရစ်တော်ကျွန်တော်ရဲ့ကားတဲ့ပေါ်မှာလုပ်ပြီးတော့ဟာလေလုယာအဲ့ဒါကိုဝန်ခံလိုက်ပါဝန်ခံလိုက်ခြင်းကကျွန်တော်အထဲထဲမှာလွတ်မြောက်ခြင်းရမှာဖြစ်တယ်အထူးတလေကြီးဟုတ်လားဆရာကြီးရှင်းမှာပဲလာပြီးချိန်ချင်းဖြတ်မှာမဟုတ်ဘုရားသခင်ရှင်းမှာနှုတ်ကပတ်တော်ကိုဝန်ခံပြီးတင်းရဲ့အတွင်းထဲမှာဘုရားပြောတဲ့နှုတ်ကပတ်တော်ကျွန်တော်အတွက်အဲ့ဒီနှုတ်ကပတ်တော်အထဲထဲမှာအလုံးလုံးပါကျွန်တော်လွတ်မြောက်သွားပြီဖြစ်တယ်ထိုဘုရားကနေလွတ်မြောက်ဖြစ်တယ်တက်သွားပြီဖြစ်ပါတယ်အဝေးကြီးမဟုတ်ပါဘူးဆိုကဲတရားနည်းရဲ့ယနေ့ဒီနေရာမှာဖြစ်တဲ့အတွက်ကျွန်တော်အထဲမှာအဲ့ဒီဘုရားအလုံးလုံးဖြစ်မှာတော့ကြောင့်အခုမင်းကျွန်တော်တို့မကျမ်းပါခြင်းတွေအတွက်ကျွန်တော်အလုံးလုံးနိုင်လို့ရဒီခင်ဘုရားဒီနေ့မျက်မှောက်တော်ထဲမှာဘုရားရဲ့ဝိသိက်ခြင်းဘုရားသခင်ရဲ့ဘုန်းတော်ကိုဒီနေ့ကြွရောက်ထိတွေ့ခံစားနိုင်ဖို့အတွက်ကျွန်တော်ဒီနေ့ဆုတောင်းပေးချင်ပါတယ်တကယ်ဘုရားကကျွန်တော်တို့အထဲထဲမှာမမြင်ရတဲ့ကျွန်တော်တို့နားမလည်နိုင်တဲ့အရာကပါလေဝိညာဉ်အရာသူ့ဝိညာဉ်အရာကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာစီးဆင်းသွားတဲ့အခါမှာသူလောက်လိုက်တာဖြစ်တယ်ကျွန်တော်မမြင်ရဘူးသူလောက်လိုက်တဲ့အရာကကျွန်တော်အထဲထဲမှာဘယ်လိုလောက်လိုက်တယ်လဲဆိုတာကျွန်တော်ဉာဏ်မမီဘူးဒါပေမဲ့ကျွန်တော်ဘက်ကလွယ်လွယ်လေးပိုက်ဆံတဲ့သိစရာမလိုဘူးဒီထက်မှာအနာရောဂါပဲအဆောက်ဆောက်သွားရတာမမြင်ဘူးပြရတယ် medical check up လုပ်တယ်ဒီနေ့ medical check up လုပ်တယ်ယုံကြည်ခြင်းနဲ့ spiritual check up ရေလို့ဝိညာဉ်ရေးရမယ်တကယ်အတွင်းထဲမှာဒီဘိုးဘင်းနဲ့ဆိုင်ရဲ့အရာလားကျွန်တော်အပြည့်ကြောင့်လားကျွန်တော်ရဲ့မလွတ်မြောက်ခြင်းတွေကြောင့်လားမာနရဲ့အမှုကြောင့်ဒီအရာတွေအားလုံးကိုဒီသမာတရားအပြင်စစ်ဆေးလိုက်တဲ့အခါဒီနေ့အဲ့ဒါတွေအားလုံးဘုရားမှာအပြည့်ရှိတယ်အဲ့ဒီဘုရားစီမှာလာတဲ့အရာတွေအားလုံးကလွတ်မြောက်ခြင်းရပြီးသင်ချမ်းမှာဆိုပြန်ရမှာဖြစ်ပါတယ်ဟာလေလုယာဘုရားလောကမှာကျွန်တော်ကိုထားတာဘုန်းထင်ရှားဖို့ဖြစ်ပါတယ်ဘုရားလောကမှာကျွန်တော်ကိုထားတာသူ့ကိုယ်စားနိုင်ငံတော်နဲ့ရှင်တဲ့ကိန်းဝင်တွေစကားတွေဗိသိက်ခြင်းတွေကိုအပြည့်နဲ့အတော်ပြုခြင်းလို့ဖြစ်ပါတယ်ဟာလေလုယာဒီနေ့ကျွန်တော်တို့အထဲထဲမှာဘုရားသခင်ရဲ့လက်ရာတော်ကိုမြင်တွေ့နိုင်ပါပြီကြောင့်တရားနဲ့တရားတည်ဆောက်နိုင်ပါပြီကြောင့်ဘုရားအလုံးလုံးချင်တာဖြစ်ပါတယ်ဟာလေလုယာဒီချိန်မှာအလုံးမတည့်ရစီခြင်းနဲ့ဘုရားသခင်မျက်မှောက်တော်ထဲမှာလက်ကိုချီပြီးတော့မှမိမိအပြည့်တို့ကိုပွက်မစားဘဲနဲ့ရှင်၏ယခုဒီချိန်ထိတိုင်အောင်ဘုရားသခင်ရဲ့ရှေ့မှာစွန့်ပစ်ခြင်းမခံရသေးတဲ့မစွန့်ပြရသေးတဲ့အပြစ်တွေအားလုံးကိုဘုရားသခင်ရှိအတန်ကိုလွတ်ပြီးစွန့်ပစ်စေခြင်းနဲ့ဘာလို့လဲဘုရားသခင်မျက်မှောက်တော်ထဲမှာမစွန့်ပစ်သေးတဲ့အရာတွေကကျွန်တော်ကောင်းချီးပိတ်နေတာဖြစ်တယ်ကိုတော်ပေးပါလို့တောင်းလိုက်တယ်မရဘူးကြားထဲမှာတကောစာရန်ခိုးနေတာယေရှုနာမ၌တောင်းတဲ့အရာခိုးပါတာအဲ့တကောချမ်းသာနေပြီဒီနေ့ဘုရားသားသမီးရဲ့ရှင်ရဲ့တကောအမျိုးတွေကိုချမ်းသာဘာလို့လဲသူကကျွန်တော်တို့တောင်းလိုက်တဲ့ကောင်းချီးတွေသူ့ရဲ့လူတွေကိုပုံပေးတယ်ဒီနေ့မယုံကြည်သူတွေအရင်ချမ်းသာမာနရဲ့လူတွေပဲဘာလို့လဲဘုရားရဲ့မျက်မှောက်တော်ထဲမှာတိုးမနေတဲ့ကျွန်တော်တို့ကိုလည်းဘုရားကချမ်းသာဖို့အလိုရှိတယ်မာနရဲ့အမှုတွေကိုနှစ်ဆကျွန်တော်ပြန်ပြီးတော့တိုက်ပြီးကျွန်တော်ဒီနေ့ရှိခြင်းနဲ့ဒီနေ့ကျွန်တော်တို့ဘုရားရဲ့မျက်မှောက်တော်ထဲမှာအလုံးလုံးနဲ့ပါစီပြီးကျွန်တော်ဒီနေ့ကျွန်တော်ဆုတောင်းပေးခြင်းနဲ့အားလုံးအတန်ကိုလွတ်ပြီးတော့ဆုတောင်းပေးစီခြင်းပါတယ်ဘုရားခင်ရဲ့မျက်မှောက်တော်ထဲမှာဒီနေ့ကျွန်တော်တို့ကိုယ်တော်ကိုအာရုံပြုအောင်နံပါတ်1သခင်ယေရှုကျွန်တော်အထဲထဲမှာအလုံးလုံးနေတယ်ဆိုတာကိုဒီနေ့အာရုံပြုပေးပါသခင်ယေရှုရဲ့ဝိညာဉ်ကိုမရတဲ့လူမှာသခင်ယေရှုကမဆိုင်ဘူးလို့ပြောတယ်နံပါတ်1သခင်ယေရှုရဲ့ဝိညာဉ်မရ
သေးဘူးဆိုရင်ခုခေါ်ပါအတန်ကိုလုပ်ပြီးတော့ခေါ်နိုင်တယ်ဒီအထဲမှာသခင်ယေရှုရဲ့ဝိညာဉ်အထဲထဲမှာတိုးထိနေပြီဆိုရင်သခင်ယေရှုကကျွန်တော်ရဲ့ခန္ဓာစိတ်ဝိညာဉ်တို့အပြစ်တွေအားလုံးဘုရားသခင်ရှေ့မှာဆုံးဖြတ်ပါပြီလို့ပြောပါတယ်တခြင်းတစ်ခုဆိုပြီးစီခြင်းနဲ့တခြင်းတဲ့တရားနဲ့ကိလို့ဆရာတရားရှေ့ကိုထွက်လာပေးပါငါတို့အပြစ်နဲ့ဝမ်းနည်းခြင်းများခြင်းကိုဆိုပြီးစီခြင်းနဲ့ဒီနေ့ကျွန်တော်တို့ရဲ့အတွင်းဝိညာဉ်ထဲမှာဘုရားကြီးအလုပ်လုပ်ပြီးခြင်းဘုရားရဲ့မျက်မှောက်တော်ထဲမှာကျွန်တော်အတွင်းထဲမှာဝိညာဉ်ကအလုပ်လုပ်ခြင်းတဲ့အဲထဲမှာဘာသာချင်းချင်းတွေတဲ့အဲထဲမှာအခုအခန့်တွေအားလုံးကိုဝန်ချတောင်းတာတဲ့အဲထဲမှာဆုံးဖြတ်ပါဘေးလက္ခဏာဘေးရဲ့ဘုရားအဖြစ်တွေကိလေသာပေါင်းလိုက်ခြင်းတွေမာယွန်းခြင်းတွေအဲ့ဒီအဖြစ်တွေအားလုံးကိုဝန်ချတောင်းမှစီခြင်းတယ်ဘုရားရှင်ရှင်းမှာတင်မသက်ရှင်းတဲ့အရာတွေကြောင့်များစွာဒီကနေ့ဘုရားကိုစကားပြောပါဘုရားမျက်မှောက်တော်ထဲမှာကျွန်တော်တို့ပြန်ပြီးတော့အာရုံပြုရအောင်အတွင်းထဲမှာခွင့်မလွတ်နိုင်တဲ့အရာတွေရှိတယ်ကင်ဆာရောဂါဆွဲကပ်နေတဲ့လူယောဂသေတော့ရင်6လပဲလို့တော့တယ်ပြောတယ်သူကသေဖို့ဆရာကိုအပြစ်ချင်အောင်ထားတယ်ခွင့်မလွတ်နိုင်ဘူးခုနှစ်နှစ်လုံးလုံးသေဖို့ဆရာကိုခွင့်မလွတ်နိုင်အောင်ချီအောင်ထားတဲ့လူယောဂသေတော့မယ်ဆဲဆဲမှာဒီကနေ့အဲ့ဒီသေဖို့ဆရာလည်းသူနဲ့ခြေစည်းပင်လာပြီးတော့တရားနဲ့ပြောခွင့်လွတ်နိုင်ပါစေဒီအကြောင်းဝန်ချတောင်းမှစွန့်ပြကြတဲ့အခါမှာအဲ့ဒီကင်ဆာရောဂါဘယ်လိုပြောက်သွားလဲဆိုတော့ဘယ်လိုဒီကမှာနားမလည်နိုင်အောင်ဘုရားဘုံလုံးထင်ရှားစေခဲ့တယ်ဘုရားသခင်ကကျွန်တော်တို့အကျဉ်းထဲမှာသူ့ရဲ့တကူတော်အဖြစ်အလုပ်လုပ်ပေးခြင်းကျွန်တော်တို့အလုပ်လုပ်ခံပါဘုရားအလုပ်လုပ်နေတယ်ဆိုတာကိုကျွန်တော်တို့မြင်စေပါဘုရားအလုပ်လုပ်နေတယ်ဆိုတာကိုသင်အတွင်းထဲကနေထိတွေ့စေပါကျွန်တော်ဒီကောင်မှာတော့အခုချိန်မှာကျွန်တော်တို့အတွင်းထဲကနေဘုရားသခင်စကားပြောပါကိုရောကျွန်တော်ရဲ့အဖြစ်တွေကိုလွတ်ပါလို့ပြောပါခင်ဗျားရဲ့ဇနီးတဲ့အစမပြေဘူးခွင့်မလွတ်နိုင်ခြင်းရှိတယ်ကျွန်တော်မိတ်ဆွေနဲ့ကျွန်တော်တို့အစမပြေဘူးခွင့်မလွတ်နိုင်ခြင်းရှိတယ်ငယ်ငယ်တော့ခွင့်မလွတ်နိုင်တဲ့အရာတွေမှာအစားဒီနေ့ဝန်ချအောင်လို့ဆုံးဖြတ်ပါကိုရောကျွန်တော်တို့ဒီအရာတွေအားလုံးဆုံးဖြတ်ပါလေလို့ပြောပါအိုးဘုရားသခင်ရဲ့ဒီသားသမီးရဲ့ဘောမှာကိုရောရှင်မြတ်မောင်းပါကိုရောရဲ့ဝိညာဉ်တော်ဒီသားသမီးရဲ့ဘောမှာကိုရောရှင်မြတ်တို့ထိပါကိုရောရဲ့ဝိညာဉ်တော်ဒီကျွန်တော်တို့အတွင်းထဲမှာကိုရောရှင်မြတ်လှုပ်ရှားတော်ပါဝိညာဉ်တော်ဘုရားဒီကျွန်တော်တို့အတွင်းထဲမှာကိုရောရှင်မြတ်တက်တည်ထူတော်မူပါဟာလေလုယာဟာလေလုယာဟာလေလုယာကျွန်တော်တို့အထက်မှာကိုရှင်မြတ်စကားပြောပါကိုရှင်မြတ်ကိုရောကဒီနေ့ကိုရောခုမလုပ်နိုင်တဲ့အရာတွေကိုကိုရောခွင့်လွတ်နိုင်စေတဲ့နှလုံးသားကိုရောပြည့်ပြည့်ပေးပါကိုရောချစ်ချင်းမြတ်တာပေးပါကိုရောခွင့်လွတ်ခြင်းကိုပေးပါကိုရောသီးခံခြင်းကိုပေးပါကာမဂုဏ်ထုတ်ပြီးခြင်းကိုပေးပါနှုတ်မြတ်တဲ့မှုခြင်းကိုပေးပါသစ္စာဆောင်ခြင်းကိုပေးပါဝိညာဉ်စုခြင်းဆိုတဲ့ကျွယ်ဝသောတော်တော်ပါကိုရောဖိတ်တဲ့တော်ပါယနေ့ကျွန်တော်ဒီပုံမှာတော့တင်လို့ရပေါ်မှာတရှင်းဝိညာဉ်တော်ဒီယနေ့မျက်မှောက်ပြုရဲ့တက်ရောက်ပြီးရှိနေတော့ကြောင့်ယခုချိန်မှာတို့စုခြင်းစုကိုတောင်းပါတင်တော့အတွင်းထဲမှာသခင်ယေရှုများကျွန်တော်တို့ကိုတိုးထီပြီးတော့ကိုရရှိများတက်တယ်ပြုပြီးအတနာကမှာတောင်းပါဘုရားသခင်တက်တယ်ပြီးမှဖြစ်ပါတယ်ဒီနေ့ရဲ့ဘုရားသခင်ရဲ့ဘုန်းတော်ဒီချားတဲ့တော့ဘက်တော်ကတဲ့လို့ထဲမှာသစုံတစ်ခုသောအချိုးကိုဘုရားရှင်မှာဖြစ်တယ်ဟာလေလုယာဟာလေလုယာဟာလေလုယာကျွန်တော်တို့အပြည့်ချောင်းကောင်းကြီးတွေပြည့်တယ်ကျွန်တော်တို့အပြည့်ဒုစရိုက်ကြောင့်ဒီနေ့ကျွန်တော်တို့အတွင်းမှာယောဂတွေရတယ်ကျွန်တော်တို့ဖခင်ကိုမကြောက်တဲ့အပြည့်တွေစွန့်ပြပါတရားစကားနားထောင်ပြတဲ့အပြည့်တွေစွန့်ပြပါဘုရားခင်ယေရှုတို့ကျွန်တော်တို့အထဲထဲမှာခံစားရရှိနေတဲ့အရာတွေကိုစာရကလာပြီးတော့မှကျွန်တော်တို့အမျိုးမျိုးတန်တရားဖြစ်အောင်လက်စားနေတယ်ကျွန်တော်တို့အထဲထဲမှာဒီအရာတွေအားလုံးကိုရောဘာကျွန်တော်တို့ဘာမှမလုပ်နိုင်ဘူးကိုရောယေရှုကတာပြီးလို့လုံလုံးရရှိတယ်ကိုရောရဲ့တက်တွေကကျွန်တော်တို့အတွက်ဘုံတော်ပဲဖြစ်ပါတယ်ကိုရောပြုသောအမှုတွေကတာပြီးလို့ချီးမွမ်းစရာဖြစ်ပါတယ်ကိုရောယခုနေ့မကြမ်းပါတော့ဘုရားမှာကိုရောလက်ကိုတင်တော်မူပါဟာလေလုယာဟာလေလုယာဟာလေလုယာမိတ်ဆွေဘုရားသခင်ကိုစကားပြောပါ